面ライダーオーズ前回の3つの敵をရှင်းအောင်ပြည့်စည်တွေဆူထားတဲ့တရားတိုင်းနေရာကိုလူမျိုးကခိုးဖို့လာနေကြပါတယ်လူလက်တစ်ခုနေရာထိုကန်းထဲမှာလွတ်လပ်လပ်ဖြစ်နေတာအဆောင်ကျသူကိုအေးဆေးပေးတာလို့ဖြစ်ပါတယ်အဲ့ဒီချိန်တင်္ဂတရားတွေထဲမှာအနီရောင်တင်္ဂတရားလက်ဖို့ဆန်ကိုကြောင်းလိုက်ပြီးကြောက်တဲ့တာတစ်ခုကိုဖွင့်နေရကြောင်းပြင်မလုံကြုံလို့ဖွင့်ရသေးသွားပြီးရှင်းအောင်ပြည့်စည်ရှိတဲ့နေရာကိုလာနေကြပါတယ်ထိုလူတွေရဲ့တင်္ဂတရားတစ်ခုကိုထည့်ပြီးဆိုင်ငယ်စီးရတဲ့အဖွဲ့ဖြစ်တာကြောင့် right fan တို့ဖွဲ့လို့ခေါ်ပါတယ်တစ်ဖက်မှာတစ်ခုနဲ့ကပစ္စည်းတွေကိုယူနေတဲ့ချိန်ကြောက်တဲ့တာတွေကနေအကျွေးစည်းနဲ့ဖွဲ့စည်းထားတဲ့မောင်စွာလေးကောင်ကထွက်လာပါတယ်အဲ့ဒီချိန် right fan တို့အဖွဲ့တဲကရောက်လာပြီးအချင်းကြီးအားလုံးကိုသူရဲ့အထက်လူကြီးကိုတင်ပြနေပါတယ်အထက်လူကြီးရဲ့အမေကအားလုံးကိုရှင်းပြမှဖြစ်လာကြအစာဘူးတစ်ခုလုံးကိုဖြိုချဖို့လုပ်နေကြပြီးအဲ့ထဲမှာတစ်ခုနှစ်ယောက်နဲ့အိတ်စိတ်ကခံထားရတဲ့လုံခြုံရေးတစ်ယောက်လည်းရှိနေပါတယ်အတူတူမကောင်းဆိုးက right fan အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရှိနေကြပြီးအဖွဲ့ဝင်တစ်ယောက်ချင်းစီကိုတက်ပြင်းနေတဲ့ဒီတောင်းကျမ်းနေပါတယ် right fan အဖွဲ့ရဲ့အထက်လူကြီးရဲ့တိုက်ခိုက်ခံရမှုဝန်နေပုံပေါ်ပဲအတူတူမကောင်းဆိုးကနှုတ်ထွက်လာတဲ့အတွက် battle west ကိုလုပ်ပေးနေပါတယ်မကောင်းဆိုးတွေကအတူတူကနေတစ်ဆင့်ပေါင်းဆက်ပြီးဖြစ်ပေါ်လာတာကြောင့်သူတို့ကို agree လို့ခေါ်ပါတယ်အနည်းအောင်တင်ကညာအိတ်စိတ်ခံထားရတဲ့အဆောင်ဘို့ပြုတ်ကျလာတာကြောင့်ထိုလူကသူ့ရဲ့လောကလို့ထင်လာပါတယ်ဆောင်းရတဲ့တာဝန်ပေးသွားတာကြောင့်အိမ်ပြန်မှုအင်ကြီးတွေလဲနေချိန်နိုင်ငံတစ်ခုလုံးကပြုတ်ကျသွားပြီးအပြင်မှာရှိနေတဲ့ကေဇယ်ရေးတွေကထို့သူကိုတန်တော်နဲ့ကြည့်နေကြပါတယ်သူတို့ဘာကိုကူညီဖို့နဲ့ပေါ်တော်လော်ရက်တီကိုလုံနေတဲ့ထို့သူရဲ့နာမည်ကဟီနိုအေဂျီဖြစ်ပါတယ်ပောက်ပွဲမှုတွေဖြစ်သွားတာတက်ဆိုင်ရရဲဌာနကရောက်လာပြီးအေဂျီကိုတိခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမင်းနေပါတယ်အေဂျီကဘာမှမသိတဲ့အေဂျီကဂတ်ပေါက်ခွဲမှုကြောင့်အခုလိုဖြစ်သွားတာနေမယ်ဆိုပြီးပေါ့နဲ့ထွက်သွားပါတယ်ရဲတက်ကအေဂျီကိုနောက်ထပ်မေးစရာတွေရှိနေသေးတဲ့အတွက်နေရာလေးစနဲ့ဖုန်းနံပါတ်ကိုတောင်းနေပေမဲ့ခြေတလုံးအိမ်နိုင်ပွားနဲ့နေထိုင်နေရတဲ့အေဂျီကိုသူ့ရဲ့အထီကရိုးရှင်းနေပါတယ်အေဂျီရဲ့အထီကိုမယုံနေကြရနောက်ထပ်သူ့မှရှိရဲ့ပိုင်ဆိုင်မှုတွေကိုဆက်ဆေးနေပြီး300အကျွေးစင်းနှင်းငယ်ပဲရှိရဲ့ကြောင့်အေဂျီကရလိုက်ပါတယ်အေဂျီရဲ့ပေါ်မှာနောက်နေ့အတွက်စားစရာနှင်းငယ်နဲ့ဝတ်ဖို့တွင်းကန်တာအရေးကြီးဆုံးဖြစ်ပြီးအဲ့ဒီချိန်ပောက်ပွဲမှုကြောင့်အတွင်းကန်မီးလောင်သွားတာကိုသိလိုက်ပါတယ်ပျက်စီးနေတဲ့အပိုင်းစားကြားတွေကနေအနီရောင်လက်တစ်ခုကအေဂျီနားမှာရှိနေတဲ့အနီရောင်တင်ကန်းတရားရှိတဲ့နေရာကိုဥတည်နေပါတယ်ကိုကောင်းမီဖောင်ဒေးရှင်းရဲ့ရှေးအောင်ပြတိုင်းနဲ့ right banner တစ်ဖွဲ့လုံးကသူ့တွက်ချက်ထားတဲ့အတိုင်းဂရီရဲ့လက်ချက်နဲ့ပျက်စီးသွားတဲ့အကြောင်းအတူရင်းမှုစာကိုတို right banner ရဲ့ဥက္ကဋ္ဌကပြောနေပါတယ်အကျွေးစည်းကနေဖြစ်လာတဲ့မကောင်းဆိုးဝါးတွေကသူရဲ့ခဏကိုမှထိုးစမ်းတဲ့ကျဆူးမှုတွေရှိလာနေတဲ့အကြောင်းအကျွေးစည်းတွေကိုလိုနေတဲ့အကြောင်းအရန်အောင်ကျွေးစည်းမကောင်းဆိုးဝါးကိုပြောနေပါတယ်အဝိုင်းအောင်ကျွေးစည်းမကောင်းဆိုးဝါးသူတို့ရဲ့ကျွေးစည်းတွေကိုအဟန်ယူလိုက်တဲ့ညင်းတဲ့အကြောင်းဖောက်တယ်ချနေပါတယ်အားဒါကြောင့်သူတို့ကိုကျွေးစည်းတွေကပဲဖျက်ဆီးနိုင်တဲ့အကြောင်းအခုတည်းသူတို့ကိုလိုင်းနောက်ဆက်နေသေးတဲ့အကြောင်းမကောင်းဆိုးဝါးလေးယောက်ကစိတ်တူနေပါတယ်တစ်ဖက်မှာအတွင်းငယ်ဝယ်ဖို့အတွက်ချိန်ပိုင်းလောက်ကိုထက်ရှာနေတဲ့အေဂျီကတာဆူနေပါတယ်အေဂျီကတိုးစမ်းတဲ့တင်ညာကျောင်းဘောင်းမီတရားနဲ့ထုတ်ကြည့်နေပြီအဲ့ဒီချင်းလူတော့ကတားတဲ့တာကြောင့်တင်ညာတရားအဖြော်ရီဝယ်လို့ရတဲ့စာအုပ်ကိုဝင်သွားပါတယ်ဝင်သွားတဲ့တင်ညာတရားကိုယူဖို့အေဂျီကဖြော်ရီစက်ကိုမှာထားပြီးတင်ညာတရားကိုယူပြီးဖို့အကူအညီလမ်းတောင်းနေပါတယ်အနီအောင်လက်ကအခွင့်အရေးရတော့သူ့ရဲ့တင်ညာတရားကိုယူဖို့ဖြော်ရီစက်အကိုဝင်နေခြင်းမနိုင်တော့တဲ့အေဂျီကဖြော်ရီစက်ကိုလွှတ်ချမိလိုက်ပါတယ်အနီအောင်လက်ကဖြော်ရီစက်ပြီးသွားလို့អော်လိုက်တဲ့တောင်ဟီနာဆိုတဲ့ကောင်မလေးကကြားသွားပြီးအေဂျီရဲ့ချောက်ပြီးသွားတဲ့ထင်ပြီးကူညီဖို့သွားပါတယ်ဟီနာကဖြော်ရီစက်ကိုကော်ပွန်တစ်ခုလို့ပေါ့ပနဲ့မားလိုက်တာကြောင့်လူတွေအားလုံးကအားရောကုန်ကြပြီးပြီးနေရဲ့ချက်ကိုအမြင်ဖေးဖို့ဟီနာကအေဂျီကိုပြောပါတယ်အေဂျီကသူ့ရဲ့ချက်ကပြီးနေရမဟုတ်တဲ့အကြောင်းကိုပြောနေတယ်ဟီနာကဆက်အောက်ကနေအနီအောင်လက်တစ်ခုကလုံနေရအောင်တွေ့သွားပါတယ်အနီအောင်လက်ကဒင်ညာတရားသူပိုင်နဲ့ရဖြစ်တာကြောင့်ပြန်ပေးဖို့အေဂျီကိုတောင်းနေပြီးထိုးဆန်းတဲ့လက်တဲ့ကြောင့်အေဂျီကကြောက်ပြီးထွက်ပြေးသွားပါတယ်တစ်ဖက်မှာအစိမ်းရောက်မကောင်းဆိုးကလက်ဝဲရနလာရောင်းလဲဆန်ကိုရောက်လာပြီးမျိုးစုမီတယောက်စီနဲ့မကောင်းဆိုးကောင်ကိုထုတ်လိုက်ပါတယ်ထိုမကောင်းဆိုးကပင်မလူရဲ့စိတ်ဆန္ဒတိုင်းဖြစ်တည်ပြီးရှိနေရကြောင်းလောဘကြီးရဲ့ဂျိုးသမီးကနေစီဖြစ်လာတဲ့မကောင်းဆိုးကစီးညလက်ဝဲကျန်လာကုန်လို့ဝါညိုနေပါတယ်ရတနာတွေကမကောင်းဆိုးတဲ့အာဟာရတွေဖြစ်ပြီးအတေးသွားတဲ့ချိန်ဒါကုတ်ကမကောင်းဆိုးပုံစံရောင်းသွားပါတယ်အစိမ်းရောင်မကောင်းဆိုးကသူ့ရဲ့အဓိကတင်ကားကိုရှာဖို့ဒါကုတ်ကမကောင်းဆိုးကိုအမေပေးလိုက်ပါတယ်ဒါကုတ်ကမကောင်းဆိုးကအဓိကတင်ကားတရားရဲ့အနောက်ကိုခံပြီးသွားဖို့လုပ်နေအောင်ရေနှက်ကတူတာပဲမကောင်းဆိုးရဲ့နောက်ကိုလိုက်သွားပါတယ်တစ်ဖက်မှာအနေအောင်လက်ကသူ့ရဲ့တင်ကားတရားကိုပြန်ပေးဖို့အေးချီကိုပြောနေအဲ့ဒီချိန်ဒါကုတ်ကမကောင်းဆိုးကရောက်လာကတင်ကားတရားကိုရိုက်ဖို့ညက်ကတိုက်ခိုက်နေပါတယ်အနီအောင်လက်ကသူတို့ရဲ့ညွှန်းတဲ့သူအန်ဆရာကိုတီးပြီးရတော့ဒါကုတ်ကောင်အနီအောင်လက်ကိုမှညံမတာနိုင်ကျင်နေပြီသူတို့ဘာကိုကူညီခြင်းစိတ်အပြည့်ရှိရဲ့အေဂျီကမကောင်းဆိုးကိုတိုက်ခိုက်ပါတယ်အဲ့ဒီချိန်ရင်းနှက်ကရောက်လာပြီးဒါကုတ်ကောင်မကောင်းဆိုးကိုတနက်နဲ့လန့်ပြတာကြောင့်ဟိုကပြန်ခုခံပြီးတိုက်ခိုက်လိုက်တာရင်းနှက်ကသိမလို့ဖြစ်သွားပါတယ်ဒီနေ့မနက်မှတီးရခဲ့တဲ့ရင်းနှက်နဲ့အနီအောင်လက်ပြက်တွေကိုခဲ့ဖို့တတိပြည့်ရှိရဲ့အေဂျီကဒါကုတ်ကောင်မကောင်းဆိုးကိုတနက်နဲ့ဆက်တိုက်ခိုက်နေပါတယ်ဒီမက်ကလည်းတော့ဒါကုတ်ကောင်မကောင်းဆိုးကအေဂျီကိုတပ်ဖို့လုပ်လိုက်ပြီးထိုအချိန်အေဂျီကိုကလေးလိုက်ကြောင့်ဒါကုတ်ကောင်မကောင်းဆိုးကပို့ပြီးတော့စိတ်တူသွားပါတယ်အေဂျီကိုဒရိုင်ဘာတစ်ခုကိုတက်ပေးလိုက်ပြီးအဓိကတင်ကားတရားတွေကတစ်ခုတည်းရှိရမှာပဲဒါကုတ်ကောင်မကောင်းဆိုးကိုတက်ဖို့နောက်ထပ်တင်ကားတရားနှစ်ခုကိုပါတက်ပေးလိုက်ပါတယ်အဲ့နောက်တင်ကားတရားတွေကိုအသုံးပြုပြီးခမ်လိုက်နဲ့အိုးထီအောင်ညောင်းဖို့အတင်ပေးနေပါတယ်ခမလိုက်တာအိုးပေါင်းဆက်တဲ့ဒီကရာတွေကတင်းငက်ကြနှံကောင်တွေဖြစ်ကြပြီးအေဂျီကထိုပါဝါတွေကိုသုံးဖို့ကန့်ညီနေပါတယ်ထူခြားတဲ့ပါဝါတွေနဲ့တူမကောင်းဆိုးကဓာတ်ကုတ်ကောင်ကိုတိုက်ခိုက်နေနောက်ထပ်ပါဝါတွေကိုတိုးဖို့အတွက်ဒင်းကားတစ်ခုကိုတက်ပေးလိုက်ပါတယ်
အန်ပေးလိုက်တဲ့ဒင်္ဂါတရားပါဝါဓာတ်ကုတ်ကောင်ဖောင်ဖြစ်နေရကြောင်းတင်းကဓာတ်ကုတ်ကောင်နှံကောင်ဖောင်ကိုအေဂျီကရသွားပါတယ်ရလာတဲ့ပါဝါတွေကိုတုံးချပြီးဖိနစ်တိုက်ချက်နဲ့ဓာတ်ကုတ်ကောင်မကုန်းဆိုးကိုတက်ကြလိုက်ပါတယ်အဲ့နောက်မင်းနေတဲ့ရဲတွေကိုအေဂျီကကူညီဖို့တွန်းနေပြီးရဲတယောက်ရဲ့ခန္ဓာကိုခင်းချုပ်ထားပါတယ်ခင်းချုပ်ထားတဲ့ရဲနဲ့မေရရှင်းကိုဖြစ်ပြီးသူညမဟိနာသူ့ကိုစီကိုဖုံးနေခေါ်နေပါတယ်ဒီထီတရက်တီကိုလူတယောက်ကသူ့ရဲ့ထက်လူကြီးကိုတင်ရနေပြီးထိုထက်လူကြီးကခမိုင်းတာဦးတဲ့ Happy Birthday လို့ပေးနေပါတယ်တိုက်ခိုက်မှုတွေပြီးသားပြီးရင်တော့အေဂျီကလူဖုံကိုတင်ရောက်လိုက်ပြီးခမိုင်းတာဦးတိုက်ပေါ်ပြန်နေလိုက်ပါတယ်ခုချိန်ရစပြီးရှင်းကိုရဲ့ခန္ဓာကိုယ်ကိုယူထားမှဖြစ်ပြီးသူ့ရဲ့လက်ကရှင်းကိုရဲ့ခန္ဓာကိုယ်တွေကနေခွဲထုတ်လိုက်မယ်ဆိုရင်ရှင်းကိုကဓာတ်ကုတ်ကောင်တိုက်ခိုက်ခံထားရတဲ့ဒဏ်ရာကြောင့်မကြခင်တည်သွားမှာဖြစ်ပါတယ်အဲ့ဒီချိန်စေယုံငတ်တွေရဲ့အကျွေးစည်းတွေကိုယူနေရကြောင်းမရမခပြန်လူနေပါတယ်စေယုံငတ်တွေရဲ့ယူလာတဲ့ကျွေးစည်းတွေကိုကိုအားမီရဲ့ဥက္ခရာကိုဦးစေးကိုပေးနေပြီးတနေ့ဒင်္ဂါရတဲ့ကုံလုံးကိုပါဆိုင်ရမယ်ဆိုရဲကြီးရွယ်ချက်နဲ့ကိုဦးစေးရစုနေတာဖြစ်ပါတယ်လမ်းမိတ်ရေခဲကြောင်းရောင်းတဲ့သူစီကနေပတ်စံမပေးပဲယူစားနေရကြောင်းအတင်းဝဲဖို့စုနေရဲ့ပတ်စံတွေကနေအေဂျီရဲ့ရေခဲကြောင်းကိုရှင်းလိုက်ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း800သူတို့အဓိကတင်ကားတရားတွေကိုတုံးပြီးဖန်တီးခဲ့တာကြောင့် green လို့ခေါ်တဲ့ကြောင့်လည်းနောက်ဆုံးထိပိတ်ခံထားရတဲ့အထိ AEG ကိုတေချာရှင်းပြနေပါတယ်ဒါပေမဲ့ AEG ကရှင်းပြတာတွေကိုတလုံးမှနားမလည်ပဲရှင်းဖို့တော့စိတ်ပူနေပါတယ်ရှင်းကိုရဲ့ခန္ဓာကိုယ်ထဲမှာနေမယ်ဆိုရင်စားသမျှအကုန်လုံးကရှင်းကိုစားသလိုဖြစ်နေမှာဖြစ်ပြီးသူတော်သားမဲ့ဆိုရင်တော့ရှင်းကိုက10မိနစ်တည်းသိမှာဖြစ်ပါတယ်နဲ့AEG တက်ခဲ့တဲ့မကောင်းဆိုးကဒင်္ဂါနဲ့ဖွဲ့စည်းထားတာချင်းတူပေမဲ့ကိုအဓိကဒင်္ဂါတရားနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးယာမီကိုတော့10ဒင်္ဂါတရားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဥပမာ10ဒင်္ဂါတရားနဲ့လောက်ထားတဲ့ယာမီဆိုတော့ရေခဲကျောင်းရဲ့အပြင်သားတွေဖြစ်ပြီးဒါတွေအားလုံးကိုထိချုပ်ထားတဲ့တုံးကြောင်းကအဓိကဒင်္ဂါတရားလို့ဆိုလိုတာဖြစ်ပါတယ်တစ်ဖက်မှာပြတဲ့ထဲကိုဝင်ခိုးခွဲတဲ့တကူ2ယောက်ကခန္ဓာကိုယ်မှာပတိပြင်းနဲ့ထိနေကြပြီးထိုလူတွေရဲ့ကတုံးတွေကနောက်ထပ်ခိုးဖို့ကိုကြံနေပါတယ်အဲ့ဒီချိန်အစိမ်းရောက်မကောင်းဆိုးကရောက်လာပြီးကတုံးရဲ့စိတ်ဆန္ဒနဲ့ယာမီတကောင်ထုတ်လိုက်ပါတယ်ပါဝင်အဓိကဒင်္ဂါတရားနဲ့ဖွဲ့စည်းထားတဲ့မကောင်းဆိုးက4ယောက်ကချိတ်ပိတ်ခံလိုက်ရတဲ့နောက်ပိုင်းမှာသူတို့ရဲ့အဓိကဒင်္ဂါတရားတွေကိုကြော်ဆုံးနေကြပါတယ်အားဒါကြောင့်ကြီးဆုံးတဲ့ခန္ဓာကိုယ်နဲ့အစွမ်းနေကိုရဖို့အဓိကဒင်္ဂါတရားတွေကိုလိုက်စုနေရဖြစ်ပါတယ်ဟီနာကကြောင်းတက်ရဲ့လှုပ်လို့ဖို့အင်နာယုတစ်ခုရှိရကြောင်းအိမ်မှာစားစရာတွေအားလုံးပြင်ဆင်ထားတဲ့ကြောင်းသူ့ကိုယ်စီကိုမက်ဆေ့ပို့နေပါတယ်ရှင်းကိုရဲ့ဖုန်းကAAGစီမှာရှိနေပြီးမက်ဆေ့ပို့ရဲ့မိန်းကလေးပုံကိုတွေ့သွားတော့အာသန်နဲ့မိန်းကလေးဆိုတော့မှတ်မိသွားပါတယ်တစ်ဖက်မှာအင်နာယုစစ်တဲ့သူကအာသန်နဲ့သူကိုရှာနေရကြောင်းတကားကိုလေးတဲ့ရရင်နဲ့ပေးထားပေမဲ့ထိုစာပုံမဲကိုဟီနာကအလွယ်တကူအောင်မြင်သွားပြီးလောက်ရသွားပါတယ်အဲ့ဒီချိန်ဟီနာစီကိုသူ့ကိုတယောက်နေရဆိုတဲ့အကြောင်းဒဇုံတယောက်ကဖုန်းဆက်ပြီးတော့ပြောနေပါတယ်အရာရာခိုးချင်းနေတဲ့သူစီကနေဖြစ်လာတဲ့မကောင်းဆိုးဝါးဘိုးကယာမီပိုဆန်ကိုကြောင်းလာပြီးသူ့ရဲ့စိတ်ဆန္ဒပြေပါဖို့တဲ့အရာအားလုံးကိုယူနေပါတယ်ယာမီကသူ့ရဲ့ဆန္ဒတန်ယူလေဒင်္ဂါတရားတွေကပုံညာလာလေဖြစ်တာကြောင့်ဆယ်ဒင်္ဂါတွေကိုအချီးလို့ချင်းနေရဲ့လူတွေဒုက္ခရောက်နေရဆိုပေမဲ့ယာမီကောင်းကြီးဖြစ်လာတာကိုစောင့်နေပါတယ်အေးကြီးကဒုက္ခရောက်နေတဲ့လူတွေကိုခံမလိုက်တာအိုးဖောင်ကြောင့်ပြီးကူညီချင်ပေမဲ့လက်မခံနိုင်ကြောင့်အတိတ်ကကလေးမတက်ကိုမကင်နိုင်ခဲ့တဲ့အဖြစ်ကိုပြန်တွေးနေပြီးဝမ်းနည်းနေပါတယ်ပေါ်တော်ဆိုပေမဲ့လူတွေကိုကယ်တဲ့နေရာမှာအသက်ကိုရေးမိအငြင်းကူညီရဲ့အေးကြီးကကူညီမပါပဲကြိုကြားနေတဲ့တိုက်ပေါ်ကိုတက်သွားပါတယ်အေးကြီးရဲ့ရာဇညာလူတွေကိုကယ်ပေးနေပြီးယာမီကြောင့်တိုက်ပေါ်ကနေကြိုကြားတော့မဲ့ချိန်အေးကြီးတာမရှိရင်အစိမတည်တာကြောင့်ရဲ့နီအောင်လက်ဘက်ကရောက်လာပြီးခံမလိုက်တာအိုးဖောင်ရောက်မှုပြောပါတယ်သူ့ကိုလိုအပ်နေမှတည်သွားတာကြောင့်နောက်ဆုံးရင်ပုံစံကြောင်းချင်းတဲ့အချိန်နဲ့ခွင့်ပြုပေးဖို့နဲ့လူတွေရဲ့တက်ကိုတင်ကားတရားတဲ့ပို့ပြီးတန်ဖိုးထားဖို့အေးကြီးကကိုကြက်ကင်နေပါတယ်မတတ်တဲ့ဆုံးသဘောတူလို့ရပြီးအေးကြီးကခံမလိုက်တာအိုးဖောင်ကြောင့်တက်ရှင်ခဲ့ပါတယ်အဲ့ဒီချိန်ဥက္ကရာကိုဦးစေးရဲ့လက်ထောက်ကခံမလိုက်တာအိုးတဲ့မွေးနေ့လက်ဆောင်တစ်ခုကိုပေးလိုက်ပါတယ်ဝင်းနေလက်ဆောင်ကတော့10ဒင်္ဂါ4ခုနဲ့ဓာတ်တလက်ဖြစ်ပြီးဒင်္ဂါတရားတစ်ခုကိုချော်ရီရောင်းတဲ့ထဲကိုထည့်ခိုင်းလိုက်ပါတယ်ချော်ရီဆက်ကချက်ချင်းဆိုင်ငယ်မိုးဆန်းကိုကြောင်းသွားပြီး10ဒင်္ဂါတရားတွေကိုဓာတ်နဲ့တွဲပြီးတုံးဖို့ဥက္ကရာကိုဦးစေးရဲ့လက်ထောက်ကအေးကြီးကိုအကြံပေးလိုက်ပါတယ်အဲ့တော့စရုပ်ကြီးဘွဲကိုတရားပုံစံလုပ်ပြီးယာမီကိုတက်ခိုင်းဖို့ခံမလိုက်တာအိုးကအဆန်းကိုစူးစမ်းနေပါတယ်ယာမီကအစမတန်အင်အားကြီးနေရကြခံမလိုက်တာအိုးကတိုက်ပတ်နေပြီးအဲ့ဒီချိန်နောက်ထပ်ဒင်္ဂါတရားတစ်ခုကိုတုံးပြီးပုံစံတစ်ခုကိုတောင်းခိုင်းလိုက်ပါတယ်တင်ကဓာတ်ကုန်းနှံကောင်ဖောင်ကခံမလိုက်တာအိုးတို့ယာမီကိုတက်ခိုက်ရတာအဆင်ပြေနေပြီနောက်ဆုံးကိုဦးစေးပေးထားတဲ့ဓာတ်ကိုတုံးပါTravis Scanny Finish နဲ့ယာမီကိုတည်သွင်းနိုင်ခဲ့ပါတယ်။ယာမီစီကနေရလာခဲ့တဲ့ဒင်္ဂါတရားတွေရဲ့အန်ထွက်ထားတဲ့အတိုင်းအများကြီးရလာတာကြောင့်အကုန်လုံးကိုတင်းကျုံယူနေပါတယ်။ဟီနာစိတ်ပူတီရောအေဂျီကရှင်းခွင့်ရဲ့ပုံစံနဲ့အရေးကြီးမှုကြောင့်အခုတော့အင်ပြန်လို့မရသေးတဲ့အကြောင်းဟီနာကိုမစိတ်ပူနေပါတယ်။လူသားစိတ်တင်ကားတွေကိုဘာလို့စုနေရလဲဆိုတော့စဉ်းစားနေကြဟီနာရောက်လာပြီးအောင်းဝဲမူထားတဲ့ရှင်းကိုသူ့ကိုထင်ပြီးဖတ်လိုက်တာကြောင့်အေဂျီကအထက်မှန်ပေါ်မှာစိတ်ပူနေပါတယ်「ここにはめろ変身」ဟီနာလည်းသူမရဲ့ကိုကလောက်ကစားကြောင့်ထွက်သွားပြီလို့ထင်နေပေမဲ့အခုလို့ပြန်တွေ့ရအောင်ကြောင့်ဝမ်းတာနေပါတယ်ဘေးကနေရောက်လာမှမသိရဲ့မင်းကလေးတော့ဆိတ်ရှုပ်နေပြီသူအစမ်းနဲ့ရှင်းကိုရဲ့မှတ်ညံကိုကြည့်လိုက်ပြီးဟီနာကရှင်းကိုရဲ့ညီမတယောက်ဆိုတော့တီးလိုက်ပါတယ်အရှောက်ထုတ်တွေကိုမကြိုက်တဲ့ဟီနာကိုတတ်ဖို့လုပ်ပေမဲ့ခွန်အားရမှတတ်มาတဲ့ဟီနာကိုပြန်ပြီးကင်ပေါ်လိုက်ပါတယ်ဒါပေမဲ့ဟီနာရဲ့လက်ထဲမှာရဲ့လက်ပြက်ကရှိနေရကြောင့်တတ်มาရဲဆိုတဲ့ဟီနာအကြောက်တရားကိုမလို့ဆန်နိုင်မဲ့မေးလဲသွားပါတယ်ဟီနာကလူသားတယောက်ဖြစ်နေရဆိုရင်သူ့လိုဒင်္ဂါတရားတွေကိုလိုက်စုနေမှာဆိုပါကြောင့်ဟီနာကိုတကားတဲ့တက်ဖို့လုပ်ပါတယ်အဲ့ဒီ
ချိန်အားနေချက်ကိုကောင်းကောင်းသိရဲ့ပေါ်တော်အေကြီးကအခုလိုလုပ်မယ်ဆိုရင်ကာမလိုက်တာဥဖောင်လည်းမကြောက်တော့တယ်လို့ဒင်္ဂါတရားတွေကိုလည်းစုမပေးနိုင်တော့ဘူးလို့အကြက်ကင်ပါတယ်ပေါ်ရဲဆိုရင်ညံကောင်းတဲ့အေကြီးရဲ့အကြံလောက်ဖြစ်သွားပြီးအားလည်းဟီနာရဲ့နားကနေမောင်းထုတ်နိုင်ခဲ့ပါတယ်ခြေစလုံးအိမ်နိုင်ဘွားနဲ့နေစရာမရှိတဲ့အေကြီးတွေဟီနာကိုထားဖို့နေရာခတ်တွေ့နေပြီအဲ့ဒီချိန်ဟီနာလောက်တော့တဲ့နေရာကိုတတိယတော့ပါတယ်တစ်ဖက်မှာဒင်္ဂါတရားနဲ့ဖွဲ့စည်းထားတဲ့မကောင်းဆိုးဝါးတွေကိုလူတွေက TV show ရိုက်နေတဲ့ထင်ပြီးဆက်စုနေပါတယ်အဲ့ဒီချိန်စေမုံတန်ရှိရဲ့မကောင်းဆိုးဝါးသူ့ရဲ့နှံမောင်းကိုတုံးရဲတွေကိုတိုက်ခိုက်လိုက်ပါတယ်ထိုတိုက်ခိုက်မှုကြောင့်စွမ်းအားတချို့ကကုန်လာပြီဗီဇိုးစီကနေဆယ်တင်ကားတရားတချို့နဲ့တိုင်အောင်ကူးလိုက်ပါတယ်စားလောက်ဆိုင်တစ်ခုမှာဖတ်တီးတဲ့ကပကံရားတွေထပ်လိုက်ထိအောင်စားနေပြီသူ့ရဲ့လောဘကတော့အစာကြီးချင်းဖြစ်ပါတယ်အေကြီးကဟီနာဆင်နေဖို့အတွက်သူမလုပ်တဲ့ယူရစားတော့ဆိုင်ကိုဟီနာကိုခေါ်လာပါတယ်ဂရီမိတ်စာတကောင်ဆိုပေမဲ့လူသားတယောက်ရဲ့အကြက်ကိုက်နှောင်ကိုခံနေရတာကြောင့်အေကြီးကိုမကျေနပ်ဖြစ်နေပါတယ်ဟီနာတောက်ကရောက်နေအောင်အကူအညီပေးတာကြောင့်ဆိုင်ရှင်မင်းကလေးကအေကြီးကိုကျေးဇူးတင်နေပြီးတကူစားသားဖို့ပြောနေပါတယ်ဆိုင်ရှင်မျိုးသမီးကအေကြီးကိုတနေရာမှာတွေ့ဘူးနေပြီးခရီးသွားတက်ပေါ်ရဲ့နောက်ကကောင်းလေးကိုတေချာကြည့်နေပါတယ်ဟီနာအဝင်ပူထားတဲ့သူ့ရဲ့ကိုယ်ရဲ့ခန္ဓာကိုယ်ကိုတွဲလိုက်ရလို့နောက်နေ့ချိန်ဒီလိုမျိုးဖြစ်မှာကိုအေကြီးကစိတ်ပူနေပါတယ်အစာကြီးရဲ့ဖက်တီရဲ့ကုန်းတိုင်းမှာရှိတဲ့စားစရာမှန်တဲ့ညကိုဝဲနေပြီးအားရပါရစားနေပါတယ်အဲ့ဒီချိန်လူရဲ့စိတ်ကိုအသုံးချပြီးယာမီထုတ်တဲ့ကာစာရီအကျွေးစိတ်မကောင်းဆိုးပါရောက်လာပြီးထို့သူကိုယာမီမိုဆန်တောင်းလိုက်ပါတယ်ယာမီမိုဆန်စားတော့တဲ့ဖက်တီရဲ့စားတော့ကုန်ပိုးတဲ့ကားစီရီသူတညစားစရာတွေကုန်လုံးကိုစားနေပြီးကောင်းမွန်တဲ့လူလာတာကြောင့်ယာမီကပြန်ပြီးတော့တိုက်ခိုက်နေပါတယ်ယာမီတကောင်ထွက်လာတဲ့ဆိုရင်သူတို့ရဲ့ကျွေးစိတ်တန်တိုင်းတစ်စင်သိနိုင်တာကြောင့်အနီးတစ်ဝိုက်မှာယာမီတကောင်တောင်းကျမ်းနေရဆိုတော့တည်သွားပါတယ်အဲ့ဒါကြောင့်ယာမီကိုတိုက်ခိုက်ပြီးဆယ်တင်ကားတရားတွေယူဖို့အတွက်အေကြီးကိုယာမီရှိတဲ့နေရာကိုခေါ်သွားပါတယ်အေကြီးကသူတိုက်ခိုက်မှုရဲ့ယာမီနဲ့မတူပဲလူသားတယောက်ဖြစ်နေရကြောင့်ယာမီဆိုတာကပောက်ခွန်မိုဆန်နဲ့လူခန္ဓာကိုယ်ကနေဆယ်တင်ကားတရားတွေကိုစုလို့ရကြောင်းရှင်းပြနေပါတယ်လူသားကိုလည်းကဲခြင်းယာမီကိုလည်းတိုက်ခိုက်ခြင်းနဲ့အေကြီးတွေဒီချင်းနေရသူ့အတွက်ခက်ခဲဆုံးဖြစ်နေပါတယ်ယာမီမုံသေးရကြောင့်ဖိနစ်တိုက်ပွဲနဲ့ဆုံးသက်လိုက်မယ်ဆိုရင်လူသားကအသက်ဆုံးရှုံးအောင်မှာတည်ပြီးတော့ဆယ်တင်ကားတရားတွေရဖို့အတွက်ယာမီမပူထားတဲ့ဖက်တီကိုတတ်ဖို့လုပ်နေပါတယ်ခဏပေးထားတဲ့အတိုင်းဆယ်တင်ကားတရားတဲ့လူသားကိုဦးစားပေးရမယ်လို့အေကြီးကတတိပေးနေတယ်ယာမီကထွက်ပြေးသွားပါတယ်အဲ့ဒီချိန်ထွက်ပြေးသွားတဲ့ယာမီရဲ့နေရာကိုတီးဖို့ဩခရကိုဦးဆဲရဲ့လက်ထောက်ကိုတိုကရောက်လာပြီးသူတို့ရဲ့စရုပ်သိန်းငန်းကိုတုံးယူဖို့အေကြီးကိုပြောပါတယ်လူသားရဲ့ကူညီကိုယူနေရတဲ့အဒေါသခန့်နေပြီလွန်ခဲ့တဲ့နှစ်ပေါင်း800နီးတဲ့ညရဲ့တဲ့အခုခေတ်နီးတဲ့ညတွေကပို့ပြီးတော့ညင်းနေရကြောင်းဒါကိုလက်ခတ်သိနေလို့ကိုတိုးကရှေးဦးစွမ်းကိုတတိပေးနေပါတယ်ကိုတိုးနဲ့ရဲ့စကနိုင်လူပဲကိုဒီထက်ပိုပြီးကြီးမလာအောင်အေကြီးကဂျားရကနေဝေးတိရှင်းလိုက်ရပါတယ်ကိုတိုးနိုင်ရောစကနိုင်လူပြီးပြောတာဆိုပေမဲ့အခုခေတ်နီးတဲ့ညတွေကိုတုံးပြီးအဓိကဒင်္ဂါတရားတွေကိုရှာလို့ရတဲ့ဆိုတော့လက်ခံလိုက်တာကြောင့်သူ့ရဲ့လေးလာနိုင်စွမ်းနဲ့နီးတဲ့ညတစ်တွေကိုတင်နေပါတယ်ဒီအကြောင်းတွေကိုဩခရကိုဦးဆဲရဲ့ကြည့်နေပြီခမလိုက်တာဦးကစောအားနေပြီးပိန်းနေဆိုပေမဲ့ရဲ့လက်ညှိမှုနဲ့ယာမီတွေကိုတိုက်ခိုက်ကသူတို့ရဲ့ဖွဲ့စည်းရလဲအေကြီးကိုကူညီဖို့အစင်းသင်းဖြစ်နေပါတယ်ကိုကျိုးမကြက်ရဲ့အိမ်မဒီယန်နဲ့ဩခရကိုဦးဆဲရဲ့ခမလိုက်တာအိုးကိုကူညီတာဆယ်တင်ကားတရားတွေကိုစုကျင်လို့ဖြစ်ပါတယ်ရှင်းကိုရဲ့မှတ်ညံရတဲ့စင်သူနေခဲ့တဲ့တိုက်ခန်းကိုသွားပြီးသူ့ရဲ့ရှိရဲ့ရက်ဖြစ်တဲ့အဓိကဒင်္ဂါတရားတွေရဖို့နဲ့ဆယ်တင်ကားတွေကိုဘယ်သူကလိုက်စုနေရဆိုတော့သိရဖို့ကိုတိုပြောတဲ့နီးတဲ့ညကိုတုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာသတိတရားလာတဲ့ဟီနာကိုဆိုင်ရှိရခေတ္တမြကိစ္စတွေနဲ့ပတ်သက်ပြီးမင်းနေချင်းယာမီဝင်ထားတဲ့ဖက်တီရရောက်လာပါတယ်ယာမီကစားစရာတွေရဖို့အတွက်ဆိုင်ရှင်ရဲ့စပိုကြောင်လေးကိုဝင်လာပြီးသူစညအရာအလုံးကိုစားနေတာသူ့ရဲ့ဆယ်တင်ကားတရားတွေကိုတိုးလောင်အောင်လုပ်နေပါတယ်အခုလိုတောင်းကျဲနေတဲ့ယာမီရဲ့တရင်ကိုအေကြီးလွတ်လိုက်တဲ့ဆေးရုပ်သိန်းကမှတ်တမ်းတင်နေပါတယ်နောက်ထပ်ရှင်းကိုရဲ့မှတ်ညံတစ်စက်ဟီနာကိုလက်ဆောင်ပေးဖို့ဝယ်ထားတဲ့ဖုန်းကိုတွေ့သွားပြီးအဲ့ဒီချိန်ဆေးရုံကယာမီရှိတဲ့နေရာကိုသတင်းလာပေးပါတယ်ယာမီကစားစရာတွေကိုစားပြီးရင်တော့ဟီနာကိုတိုက်ခိုက်ဖို့လုပ်နေချိန်နဲ့အေကြီးကရောက်လာပြီးယာမီကိုအတင်ထုတ်သွားပါတယ်အေကြီးကဆေးရုံရဲ့ကူညီနဲ့ယာမီနဲ့ဖတီးကောင်ရဲ့ကိုကိုခွဲထုတ်ဖို့လုပ်နေပြီးဆယ်တင်ကားများတွေကိုပို့လို့ခြင်းရဲ့ယာမီကိုဖတီးကောင်နဲ့ပြန်ထည့်နေပါတယ်ဖတီးကအစားအစာတွေကိုဒီထက်ပိုပြီးစားရင်တေတော့မှဖြစ်တာကြောင့်အေကြီးကမနိုင်မသိပေမဲ့ရှိတဲ့ညကုံကနဲ့ယာမီကိုအတင်ထွက်လာအောင်လုပ်နေပါတယ်လူတယောက်ရဲ့တက်ကုတ်ကဲဖို့အတက်ကိုရင်းပြီးအငဲကူညီရဲ့အေကြီးရဲ့လောက်ရက်ကအရာထင်းသွားပြီနောက်ဆုံးမှယာမီကိုထွက်လာအောင်လုပ်နိုင်ခဲ့ပါတယ်ထွက်လာတဲ့ယာမီစီကနေဆယ်တင်ကားတရားရဲ့အများကြီးရဖို့အေကြီးကိုခမလိုက်တော့အိုးဖောင်ပြောင်းခိုင်းလိုက်ပါတယ်အစားတော့တဲ့အများကြီးစားထားတဲ့ယာမီဖက်တီရဲ့ခန္ဓာကိုယ်ကရဘာတစ်ခုလိုဖြစ်နေပြီခမလိုက်တော့အိုးရဲ့တိုက်ခိုက်မှုတွေကိုအသာလေးခုခွနိုင်နေပါတယ်အားဒါကြောင့်ခမလိုက်တော့အိုးကယာမီကိုနိုင်မှုအတွက်လက်နက်တွေနဲ့မတိုက်တော့ပဲဓာတ်ကောက်ကောင်ရဲ့ပါဝါကိုသုံးပြီးတိုက်ခိုက်တာပို့ပြီးတော့ဆင်ကျင်နေပါတယ်နောက်ဆုံးခမလိုက်တော့အိုးကစကန်ဒီဖီနီပါဝါနဲ့ယာမီကိုဆုံးသက်ဖို့လုပ်လိုက်ပြီးအဲ့ဒီချိန်တစုံတော့ကယာမီကိုကယ်လိုက်ပါတယ်ယာမီကိုကယ်လိုက်တဲ့သူကအဓိကထိခိုက်ရတဲ့ဖက်စီထားတဲ့ဂရီညွန်းတဲ့ဝင်ကာစာရီဖြစ်နေပါတယ်ကာစာရီရဲ့အန်တုံကိုအခြေတစ်ပိုင်းနဲ့ရှင်းတဲ့နေရာမှာပဲခန္ဓာကိုယ်တည်ရထားတဲ့ဂရီမကောင်းဆိုးဝါဖြစ်ပါတယ်ဖက်တီစီကနေထွက်လာတဲ့ယာမီမကောင်းဆိုးဝါကာစာရီဖန်နီးခဲ့တာတည်းပြီးနောက်တစ်ချိန်ခန္ဓာကိုယ်လေးကိုပြန်ဝင်သွားပါတယ်တချင်ကဂရီမကောင်းဆိုးဝါထဲမှာဆွမ်းအားကြီးဆုံးထိခဲ့ပေမဲ့အခုချိန်ခန္ဓာကိုယ်ကြီးဝမရသေးရကြောင်းကာစာရီထက်အားနည်းနေပါတယ်အာရိုက်တာအိုဒရိုက်ဘာထဲမှာရှိတဲ့ခိုးမှတ်တဲ့သုံးခုထဲမှာတစ်ခုကကာစာရီရဲ့ခိုးမှတ်တဲ့ဖြစ်နေရကြောင်းဒီရောက်လာရွာလို့ထင်နေပါတယ်ဒါမှမဟုတ်ကာစာရီရဲ့သူ့ရဲ့ခိုးမှတ်တွေကိုကျန်လာပြီးမှပဲတချင်ကသူတို့ကိုထိပေးဖို့အတွက်ကင်မရာတာအိုကိုသုံးညွှန်းရတဲ့ပတ်သက်ပြီးကိုအစားဖို့ပေးနေပါတယ်အဲဒါကြောင့်ပျောက်ဆုံးနေတဲ့ခိုးမှတ်တဲ့တွေကိုကင်မရာတာအိုနဲ့မရှာပဲညွှန်းတဲ့သူဂရီချင်းချင်းရှာဖို့ကာစာရီကအန်ကိုမဲဆွဲနေပါတယ်ဂရီရဲ့အကြောင်းတွေကိုကောင်းကောင်းနားလည်တဲ့အစဉ်းစားပြရစီဆိုတဲ့စကားနဲ့သူကာစာရီကိုပါထုတ်နိုင်ခဲ့ပါတယ်
အေးကြီးတဲ့ greedy ကိုတိုက်ခိုက်ရတာရာမီတဲ့အစာပေါင်းများစွာပိုတက်မနေရခြင်း level ကြီးရလဲကွာနေရကြောင်းအခက်တွေ့နေပါတယ် greedy ဆိုတာအန်ကာစာရီပါပဲနောက်ထပ်3ယောက်ရှိပြီအဲ့ဒီမကောင်းဆိုးရတွေကအစင်းရောက်ဥပါအမဲရောက်ခမင်းနေအကြံမီစီလို့ဖြစ်ပါတယ် greedy ကုန်းလုံးကခိုးမတ်တဲ့တွေကို live စုနေကြတာဖြစ်ပြီးဒီသေးဆုံးနဲ့ခိုးမတ်တွေကိုရတဲ့သူကကဘာကြီးကိုဖျက်ဆီးနိုင်တဲ့ဒီစွမ်းကြီးလက်မှာဖြစ်ပါတယ်ကာစာရီကပူပေါင်းမှုကန့်လန့်တာကြောင့်အေးကြီးရဲ့တက်ကံမှုကိုအန်ဖြည့်ဆည်းနိုင်တော့မှာဖြစ်ပါတယ်အားဒါကြောင့်နောက်ဆိုရင်သူနဲ့တို့ခိုးမတဲ့တွေကိုအေးဆေးဆေးရှာပေးဖို့နဲ့ဒါကိုစဉ်းစားဖို့အချိန်ခဏပေးမှန်ဆိုပြီးအန်ထွက်သွားပါတယ်ဟေနာသူ့ကိုရှင်းကိုစီကိုဖုန်းခေါ်နေပြီးဖုန်းကြီးတန် AAT စီကနေကြားနေရတာကြောင့်သူ့ကိုဖုန်းဘလို့ရလာလဲလို့မင်းနေပါတယ် AAT ရဲ့ပြန်ထိမှလှုပ်လိုက်ရင်ကာစာရီတိုက်ခိုက်ထားတဲ့တရားကြောင့်နေရာမှာမေးလဲသွားပါတယ်တစ်ဖက်မှာဖက်ဒီယာကုန်းတိုင်းမှာရှိတဲ့စားစရာမှန်တဲ့ညောင်ကိုစမ်းမတ်တဲ့တွေရဖို့အားရပါရစားနေရဆိုပေမဲ့လက်ခတ်ကောင်ဖက်ဒီယာဒီရောက်မခံနိုင်ဖြစ်နေပါတယ်ရှင်းကိုစီကနေရလာတဲ့ဖုန်းနဲ့တီးချင်းလာမှန်တဲ့ညောင်ကိုရှာနေပြီးဥက္ခရာကိုဦးဆေးရလဲအန်လိုတညောင်ကိုအစမ်းမတ်ရစောင့်ကြည့်နေပါတယ်တကယ်လို့ AAT နဲ့အန်သာကွဲသွားကြမယ်ဆိုရင်ကိုဦးဆဲတို့ရဲ့အကြံတွေရတက်ကုန်မှာဆိုတော့ကြောင့်သူတို့ရဲ့တခုရဲသောရွေးချယ်မှုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပန်ရှင်းကဖတ်တီးမှုသွားတာတွေကိုရှင်းနေရပြီအေဂျီနဲ့ဟီနာတယောက်တည်းစီမေးလဲနေရကြောင်းဘာလို့ထိနေရလဲဆိုတော့စဉ်းစားအခက်နေပါတယ်အေဂျီကတတိတရန်လာပြီခေတ္တညကုံလုံးကိုဟီနာအသေးချာရှင်းရနေပြီရှင်းကိုရဲ့ဖုန်းကိုတုံးပြီးမက်ဆေ့တွေပို့တဲ့အတွက်ဟီနာကိုတောင်းပန်နေပါတယ်ဟီနာရှင်းကိုရဲ့ခနာကိုကနေအန်ထွက်သွားအောင်လုပ်ချင်ပေမဲ့ဒီလိုမျိုးလုံးမဲ့ဆိုရင်တေဆုံးမဲ့သူကသူ့ရဲ့ကိုဖြစ်မှာကြောင့်ဟီနာကဝမ်းနေနေပါတယ်အေဂျီကအဝင်ပူထားတဲ့ဟီနာရဲ့ကိုကအခုထိလက်မလျှော့သေးပဲအခုလောလောဆယ်အန်နဲ့ဝေးဝေးနေရဟီနာအတွက်အဆင်ပြေမယ်လို့ပြောပါတယ်တခါမှမတွေ့ဘူးတဲ့သူကသူ့ကိုကယ်ပေးမယ်ပြောနေရကြောင်းဘယ်လိုယုံကြည်ရမှလဲလို့အေဂျီကိုမေးပါတယ်သူကလူကောင်းတရားမဟုတ်လို့ယုံပေးဖို့အတင်းမတောင်းဆိုပဲသူ့အတွက်လူတွေအားလုံးကိုကယ်ပေးဖို့ဆိုတော့မထင်နိုင်လို့ကယ်လို့ရတဲ့သူကိုမကယ်ပေးမိရဲ့နောင်တာဘာနဲ့မှအစားထိုးလို့မရတာကြောင့်ဒီတိုင်းကူညီပေးရပါဖြစ်တဲ့ကြောင့်ပြောပါတယ်ဖက်တီရဲ့စားသောက်ဆိုင်တစ်ခုမှာမရမကအကုန်စားနေဘူးဒီသတင်းယုံတည်သွားတဲ့အေဂျီကဖက်တီရှိရဲ့နေရာကိုတောက်ဖို့လုပ်ပါတယ်ဖက်တီရဲ့သတင်းကအင်တာနက်ပေါ်ဒီတက်လာအကြောင်းခုတော့ဆိုရင်စမ်းမတဲ့ပြေးသွားတဲ့ရာမီတကောင်ခင်းနေလောက်ပြီလို့ပြောပါဖက်တီစီကိုရောက်လာပါတယ်အန်နဲ့အေဂျီကဖက်တီရှိတဲ့နေရာကိုရောက်လာကြပြီအန်ရဲ့သဘောတိုင်းမနေနိုင်တဲ့အကြောင်းကိုအေဂျီကပြောပါတယ်ကာစာရီရဲ့အကြံတိုင်းအေဂျီနဲ့အန်သဘောထားကွဲတဲ့နေရာဆိုပေမဲ့ဒါကိုသုံးချပြီးအန်ရဲ့ခုမတ်တယ်တွေကိုယူမယ်ဆိုတော့သိနေရကြောင်းအန်ကာစာရီကိုတိုက်ခိုက်ပါတယ်အဲ့တော့အေဂျီကကာမရိုက်တာအိုးဖောင်ကိုရောက်လာပြီးကာစာရီကိုတိုက်ခိုက်ဖို့လုပ်ပါတယ်ဂရီတွေကငကိုတွေကအင်အားကြီးရတယ်အနိုင်ယူဖို့ဆိုတော့ရာမီတကောင်လို့လွယ်ကူမနေပဲဂရီရဲ့တိုက်ခိုက်တာကိုခံနေရပါတယ်သူကြံစီထားတဲ့အတိုင်းဖြစ်မလာတဲ့ကာစာရီကကာမရိုက်တာအိုးမှာရှိတဲ့သူ့ရဲ့ခိုးတွေကိုပြန်ယူဖို့လုပ်နေပြီးကာစာရီရဲ့ခိုးတွေကိုအသက်နဲ့လေးပြီးကောက်ဝယ်ဖို့အေဂျီကိုပြောပါတယ်ကာမရိုက်တာအိုးနဲ့ကာစာရီရှင်းတန်းတဲ့ခါမှာကာစာရီရဲ့နိုင်ရသွားပြီးသူ့ရဲ့ခိုးမတဲ့တွေကိုပြန်ယူလိုက်တာကြောင့်လူသားတွေကိုစိတ်ကုန်နေပါတယ်ကာစာရီကကာမရိုက်တာအိုးမှာရှိတဲ့ဥမခိုးမတဲ့ကိုရလိုက်တာကြောင့်ကုန်စားနေတဲ့အချိန်ဒဏ်ရာတစ်ခုကပေါ်လာပြီးထိုရလာတဲ့ဒဏ်ရာတိုက်ခိုက်နေတဲ့အချိန်ကခိုးမတဲ့သုံးခုလုံးကိုယူခံလိုက်ရလို့ဖြစ်ပါတယ်ပြောင်းလဲရညံ့တဲ့အေဂျီရဲ့လောက်ရက်ကိုချီးကျူးလိုက်ပါတယ်တစ်ဖက်မှာယာမီကဆမ်မတ်တဲ့တွေကိုဒီပါဆူဆုံးနိုင်ခဲ့ပြီးဖက်တီကိုဝါညိုကယာမီပုံစံကိုပြောင်းလိုက်ပါတယ်ဒီလိုမျိုးထရတာဖက်တီကသူ့ရဲ့လောဘကိုမထိနိုင်ကြောင်ယာမီရဲ့ဝါညိုတော်ကိုခံရတဲ့ကြောင်ရှင်းပြနေပြီးကဲဖို့ထိုက်တန်လာလို့မင်းနေပါတယ်ဒုတိယကိုကဲဖို့ဆိုတာသူတို့ထိုက်တန်နဲ့မထိုက်တန်ဘူးဆိုတာတဲ့တပောင်းသူစင်နေပါတယ်ဆိုတဲ့စိတ်ဓာတ်ရှိရဲ့ကြောင်အေဂျီရဲ့ခံယူထားပါတယ်အဲ့ဒါကြောင့်အခုလက်ဖက်တီယာမီကိုကဲဖို့အတွက်အေဂျီရဲ့အစွမ်းကိုစူးစမ်းဦးမှာဖြစ်ပါတယ်ဖက်တီယာမီရဲ့ပုံမှန်ထက်ပိုတတ်မှလာတာကြောင့်အေဂျီကအခက်တွေ့နေပြီဖက်တီယာမီကိုအနိုင်တိုင်းနိုင်မဲ့ခိုးပတ်တဲ့တစ်ခုကိုပေးလိုက်ပါတယ်ထိုခိုးမတ်တဲ့လင်ညံတဲ့ငွေနှုံးပါပါကိုရစီပြီးဖက်တီယာမီရဲ့ဘိုက်ကိုအဆက်မပြတ်ကန်ကအပြစ်မရှိရဲ့လူသားကိုခံမလိုက်တာဦးကဆွဲထုတ်နေပါတယ်နောက်ဆုံးအေဂျီကကဲဖို့ဆုံးဖြတ်ထားတဲ့အတိုင်းအစားဖို့ဖက်တီကိုကဲလိုက်နိုင်ပြီလူသားခဏကိုမရှိရတဲ့ယာမီကိုထပ်ပဲစကန်နီဖင်းနေပါဝါနဲ့ဆုံးသက်ပြစ်လိုက်ပါတယ်အသေးစိတ်ပြန်ဝင်လာတဲ့ဖက်တီကသူ့လိုရက်တဲ့နောင်နာရနေပြီလူဆိုတော့အခါခါမှန်းဘူးရင်တော့ဘဝအသစ်ပြန်စားလို့ရသေးရဲ့အကြောင်းအအောင်ဆရာကြီးလုပ်နေပါတယ်ဆေးရုံသွားတော့မဲ့ဖက်တီကအမှတ်မရှိပဲဟမ်ဘဂါဆိုင်ရင်ဆေးရုံကိုသွားတင်နေပြောနေရအကြောင်းသူနိုင်နေဆိုပြီးအေဂျီကိုပြောနေပါတယ်တို့ရဲ့ပြန်လမ်းမှာစာတူနာရောက်လာပြီးဥက္ခရာကိုဆေးရအေဂျီတို့နဲ့တွေ့ပြီးကောင်းတဲ့ရတစ်ခုကိုအတူပုံဖို့ခြင်းနဲ့အကြောင်းဗီဒီယိုကောနဲ့ကန်လန့်မှုလုပ်နေပါတယ်ဒါကတော့ကာမရိုက်တာကိုအပိုင်း3နဲ့4ထည့်ပြီးနောက်ပိုင်း2ကိုနောက်နေ့မှာဆက်နေပြီးမှထည့်လို့ like ဆက်ခွဲလေးလောက်ခဲ့ကြပါဦး仮面ライダーオーズここまでのハイライト届くのに手を伸ばさなかったら死ぬほど後悔するわそれが嫌အေဂျီတို့အထူးကလန့်မှုလုပ်နေတဲ့သူကကိုကာမီဖောင်ဒေးရှင်းရဲ့ဦးစီးမှုကိုကာမီကိုဦးစဲထည့်တဲ့အကြောင်းဆန္ဒတာဂျားတရားနဲ့မိတ်ဆက်ပေးနေပါတယ်အဲ့တော့ကိုဦးစဲရဲ့အေဂျီတို့ကိုတိုင်းလာမကျူနိုင်တဲ့အတွက်လက်ဆောင်နေတဲ့ဆေးရုပ်ချော်ရည်ဘူး၃မျိုးကိုပေးလိုက်ပါတယ်အေဂျီကအသစ်ဖတ်လာတဲ့အစိမ်းရောင်ချော်ရည်ဘူးကိုသဘောကျနေပြီလူသားတွေကဒင်္ဂါတရားတွေကိုလိုက်စုနေရကြကိုဦးစဲကိုသဘောမကျဖြစ်နေပါတယ်တဖက်မှာ Griffey ကလူသားရင်းနဲ့ရောနေနိုင်မှုအတွက်သူတို့ရဲ့ပုံစံကိုလူသားခဏကိုပုံစံပြောင်းထားပါတယ်ကာမဲဥပါကာစာရီတို့ကသူတို့ရဲ့စိတ်ကြလူသားခဏကိုယူနိုင်ခဲ့ပြီမီဆူကပြန်မလာသေးတဲ့အကြောင်းကာမဲကမီဆူတဲ့စိတ်ပူနေပါတယ်ပတ်ဆာဆိုတော့သူမော့တဲ့အပေါ်ဆုံးရဖြစ်နေတဲ့မင်းကလေးကမလိုအပ်ဖက်ဝက်စားတွေကိုဝယ်နေရတာကိုတဝါသနာတစ်ခုလိုဆွဲလန်းနေပါတယ်
အဲ့ဒီချိန်ကျောင်းသူပုံစံမီစုကဒီလောက်ဝက်စားရဲ့အများကြီးဝယ်လာရတာကြော်ရလားလို့မင်းနေပြီသူမအတွက်ဒီကနည်းနေသေးရဲ့ကြောင့်ကောင်မလေးရဲ့ပြန်ပြောပါတယ်မီစုကသူမရဲ့သားခေါ်အတူသွားပြီးsettingကတရားရဲ့အများကြီးရဖို့ထိုကောင်မလေးကိုညိုးပုံစံနဲ့တတ်မှတ်လိုက်ပါတယ်အေဂျီကိုတိုက်ပွဲမှာသုံးနေတဲ့လက်နက်တီကိုကာမီဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတာဖြစ်ပြီးအဲ့ဒီတော့တိုက်ပွဲနဲ့ရလာတဲ့settingကတရား80ရာခိုင်နှုန်းသူတို့ကိုဝေစုနေနေပေးဖို့ကိုဦးစဲကအန်းကိုကန်လန်းနေပါတယ်ကိုဦးစဲတို့ပေးလိုက်တဲ့အစိမ်းရောင်ချော်ရည်ဘူးကအဝေးကြီးကိုရောက်နေတဲ့သူကိုအလွယ်တကူဆက်သွယ်နိုင်ဘူးထို့ရောက်အေဂျီကသဘောကျနေပါတယ်အေဂျီကကလေးတယောက်လိုမိုးပေးကျရတယ်လို့လွယ်နေရကြောင်းကိုဦးစဲကသူတို့ရဲ့တောင်ရန်လက်နဲ့ metal system ကိုတိုက်ပွဲမှာကောင်းအောင်သုံးချဖို့မှာနေပါတယ်ကိုဦးစဲဒင်္ဂါတရားတွေကိုစုနေရတဲ့ရည်ရွယ်ချက်ကိုအေဂျီကသိကျင်နေပြီထို့အရာကိုဦးစဲရဲ့ top secret ဖြစ်နေပါတယ်အခန်းထဲမှာအင်ဂျီရဲ့တောင်လိုပုံနေတဲ့ကောင်မလေးကနောက်ထပ်အင်ဂျီတွေဝယ်ဖို့ကြည့်နေပြီသူမရဲ့နောက်မှာရှိနေတဲ့ညိုးကထိုလိုဘကြောင့်တတိတိကြီးလာနေပါတယ်မီဆူကသူမကြက်စီသားတဲ့အတိုင်းညိုးကအလုပ်ဖြစ်နေရကြောင်းစတင်ကတရားတွေအများကြီးရောက်ရမယ်ဆိုတဲ့အတွေးနဲ့ပြောနေပါတယ်ဟီနာကထုံးစံနိုင်ကြောင်းကိုလာနေပြီတချိန်ကသူမကိုရဲ့ကူးဆိုင်မှုကြောင်ရှင်မှုတွေကိုပြန်သတိရနေကတငယ်ချင်းတွေကသူတို့မှသာဟီနာကိုအကူရှိခဲ့မယ်ဆိုရင်ဒီလိုခံစားမှုမျိုးရမှာပဲလို့ဟီနာကိုအားပေးနေပါတယ်စင်ကာပူတတိယနေရဲ့စိတ်ကြောင့်အဝယ်စားလောဘကြီးရဲ့ကောင်မလေးနဲ့တိုက်မှုတော့ဟီနာရှောက်အင်ဂျီတက်ထရဲ့ပြုတ်ကျသွားပါတယ်အင်ဂျီကဈေးကြီးရဆိုပေမဲ့ပြုတ်ကျသွားတာကြောင့်ဟီနာဘက်ယူလိုက်ဖို့လောဘကြီးရဲ့မိန်းကလေးကခက်ချေချေပြောသွားပါတယ်လူစားတယောက်ကဒင်္ဂါတွေကိုလိုက်ဆွနေရကြောင်းကိုကိုဆဲကိုပညာပေးဖို့အကြံထုတ်နေပါတယ်အန်ဆာနေတဲ့ရေခဲချောင်းကိုတွေကိုလိုက်ရှင်းနေရတာအေဂျီရဲ့အတွင်းငယ်ပို့ဆူထားတဲ့ပတ်စံတွေဖြစ်နေပါတယ်မနက်ဖြန်နဲ့အတွင်းငယ်ကသူ့ဘဝမှာရေးကြီးစိုးလို့ခံုံထားတဲ့အေဂျီကအခုဆိုရင်အလုံးလို့ပို့ပါအစီအစဉ်ဆွဲနေပါတယ်မီဇူဖန်နေထားတဲ့ယာမီကလုံးဝကြီးကြီးဆိုတဲ့အစိမ့်မုံတွေပဲဒါတော့စင်မရှိသေးရကြောင်းနေရာတိကျမသိပဲခံမှန်းမှုခတ်နေပါတယ်အဲ့ဒီချိန်အနားမှာဂရီတကောင်ရှင်းနေရဆိုတော့သတိထားမိလိုက်တာကြောင့်အေဂျီကိုကာမရိုင်းတာအိုးဖော်အညံ့ရောက်ခိုင်းလိုက်ပါတယ်အန်တင်တလို့ရောက်လာတဲ့သူက Green Mizu ဖြစ်နေပြီသူနဲ့တိုက်ခိုက်တဲ့ကတတိထားဖို့အေဂျီကိုပြောပါတယ်မီဇူတိုက်ခိုက်နေရကာမရိုင်းတာအိုးတို့ကိုနိုင်ယူလို့မဟုတ်ပဲသူမဖန်နေထားတဲ့ယာမီကိုအန်တို့တတိထားမိသွားမှာဆိုရကြောင်းလာကြိုက်ခတ်တာဖြစ်ပါတယ်ညံကောင်းတဲ့ယာမီကဘာသူလဲဆိုတော့တေချာမသိပေမဲ့နေရာကိုတိနေပြီးအစာအုပ်ကိုတေချာကြည့်နေရကြောင်းအေဂျီကတတိထားမိသွားပါတယ်ဂရီဒီနေရဲ့နေအောင်မီဇူကပြေအောင်လာပြီးယာမီကိုတတိထားမိသွားမှာဆိုရကြောင်းကာမရိုင်းတာအိုးကိုတိုက်ခိုက်ခဲ့တဲ့ကြောင်းကျန်တဲ့ဂရီဒီကိုပြောနေပါတယ်အစရအိုပါအန်နဲ့ကာမရိုင်းတာအိုကိုသူတယောက်တည်းကပြတ်တက်မှဖြစ်တာကြောင့်တနေ့သူတွေကဝင်မရှိဖို့တယောက်နဲ့တယောက်အချင်းများနေပါတယ်လောဘကြီးရဲ့ကောင်မလေးကအင်းဒီဖနက်တွေကိုဝယ်ပြီးဝယ်နေရကြောင်းသူမရဲ့ဂျာမီညိုးဦးတွေကညာနဲ့ဆက်ညားလာပါတယ်ဟီနာကသူမကြောင့်တုတ်ကျသွားတဲ့အင်ကြီးကိုတေချာလျှော်ပြီးပိုင်ရှင်ကိုပြန်ပေးဖို့လောဘကြီးရဲ့မိန်းကလေးနေရဲ့အစာဦးစီကိုလာနေပါတယ်အဲ့ဒီအချိန်မှာအေဂျီရဲ့ဟီနာကိုဒီအစာဦးမှာဂျာမီတစ်ကောင်ရှိနေရကြောင်းဂယူဆိုင်နေဖို့နဲ့အန်နီယကင်းတဲ့တွေစောင့်ပေးမယ်လို့အားချောင်းပါတယ်အေဂျီတို့စကားပြောနေတာကိုဂရီးယားတွေ့သွားပြီသူရဲ့အဓိကဒင်္ဂါနေရာတွေကိုပြန်ပြီးဖို့ပြောကအေဂျီကိုတိုက်ခိုက်ပါတယ်အဲဒါကြောင့်အေဂျီကဂရီးကိုတိုက်ခိုက်ဖို့ကာမရိုင်းကအိုးဖောင်ရမိုးလုံးနေချင်းသူမှဒင်္ဂါနေရာတွေမရှိဘူးဆိုတော့တတိယသွားပါတယ်ပြောင်းလို့ရမယ့်ဒင်္ဂါနေရာတွေကိုတင်ထားတာဖြစ်ပြီးအခုဆိုရင်အေဂျီကဂရီးရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့်ဆေးရုံကနေတစ်စီအန်စီကိုကိုညီလန်းတောင်းနေပါတယ်ဒုက္ခရောက်နေတဲ့အေဂျီကိုကိုညီဖို့ကိုဦးဆေးရဲ့ဆိုင်ငယ်ကိုတုံးလာပြီးသူတို့ရဲ့သဘောတူညီချက်ကိုလက်ခံမှုကိုဦးဆေးကအန်ကိုအငဲထုတ်နေပါတယ်ကာမရိုင်းတော့အိုးဖောင်မရှိရင်ဘာမှမဟုတ်တဲ့အေဂျီကဂရီးရဲ့လက်ထက်ကနေလွတ်အောင်ပြေးဖို့ပဲတက်နိုင်ပါတယ်အဲ့နောက်ကိုဦးဆေးတင်နေထားတဲ့ဖြိုရီသက်ဆိုင်ငယ်ကိုတုံးပြီးဂရီးစီကနေပြေးနေရတယ်လို့အဓိကတင်ခါရားတွေကိုတင်ရဖို့ဂရီးကလည်းအသေးအံလိုက်နေပါတယ်ဟီနာလောဘကြီးရဲ့ယာမနိုကိုတွေ့တာပြီးယာမနိုနေရဲ့တိုက်ခန်းမှာအန်နီရရှိရလို့ပြောဖို့လုပ်ပေမဲ့ဟိုကအင်ဂျီပြန်လာပေးရတယ်ပြီးမရှိရဘူးလို့ပြောပါတယ်အဲ့ဒီချိန်အမေရိကန်မှာနေတဲ့ယာမနိုရဲ့ဖေကသူတို့ရဲ့ကုမ္ပဏီကဒေဝါလီခံလိုက်ရတာကြောင့်သူမရဲ့သုံးစီးတွေကိုမပေးနိုင်တော့တဲ့အကြောင်းနဲ့ကိုဘသာလှုပ်ရှားပြီးလို့ယာမနိုကိုဖုံးဆက်ပြောနေပါတယ်ဂရီးကအေဂျီကိုမီတော့မဲ့ချိန်အန်ရောက်လာပြီးကာမရိုင်းတော့အိုးဖောင်ကိုတောင်းလို့ရမယ့်ဒင်္ဂါတွေကိုပေးလိုက်ပါတယ်အစရဥပါကာမရိုင်းတော့အိုးကိုတိုက်ခိုက်နေတာသူရဲ့အဓိကဒင်္ဂါတရားတွေကိုကျန်ယူဖို့ဖြစ်ပြီးအမှန်တကယ်ဥပါရဲ့ဒင်္ဂါတရားတွေကကာဆာရီစီမှာရှိနေတာဖြစ်ပါတယ်ကာမရိုင်းတာအိုးနဲ့ကာဆာရီတိုက်ခိုက်နေတဲ့အချိန်ဥပရဲ့အဓိကဒင်္ဂါတရားတစ်ခုကိုကာဆာရီကယူသွားတဲ့အကြောင်းနဲ့ဒီအကြောင်းတွေကိုကာဆာရီမပြောကြတာဥပကိုသစ္စာဖောက်တာပဲလို့အဟံတွေးထိုးလိုက်ပါတယ်အဲ့နောက်ဥပကိုနိုင်တိုက်ဖို့အတွက်အဝိုင်းရောဒင်္ဂါတစ်ခုကိုပေးလိုက်ပြီးထိုဒင်္ဂါဟေးပါဝါဖက်တီကိုတိုက်ခိုက်တဲ့ချိန်ကိုတုံးခဲ့တဲ့ညံ6ပါဝါဖြစ်ပါတယ်ဥပကသူ့ရဲ့ဒင်္ဂါတွေကိုကာဆာရီယူထားတာနဲ့ပတ်သက်ပြီးတွေးဝေနေရဲ့ချိန်ကာမရိုင်းတာအိုးကဒီအခွင့်အရေးကိုသုံးချပြီးဥပကိုတိုက်ခိုက်လိုက်ပါတယ်ကာမရိုင်းတာအိုးရဲ့ဖိနစ်ကန်ချက်ကြောင့်ဥပရဲ့အဓိကဒင်္ဂါတရားဆဲတွေကလွန်သွားပြီးဥပရဲ့အဓိကဒင်္ဂါချက်3ခုကိုယူနိုင်ခဲ့ပါတယ်ဂရီးရဲ့အဓိပ္ပာယ်ဆေးဆန္ဒဖြစ်ပြီးနဲ့သူတို့တည်းရဲ့တယောက်ဖြစ်တာကြောင့်အဓိကတင်ကားတရားတွေကိုတယောက်တည်းအပိုင်စီးခြင်းနေပါတယ်။ဥပမနက်တာလို့မန်ကိုရှော့ခဲ့ရပြီးအလုံးခဲ့တဲ့အတိုင်းပြန်ပြီးတော့လက်စားချင်မှန်ညုံနဲ့အေဂျီတို့စီကနေထွက်သွားပါတယ်။တစ်ဖက်မှာယာမနိုဆန်သူ့အဖေကုမ္ပဏီဒီဝါလီခံလင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီးနောက်ခေတ်လာမဲ့ဆိုဂျိုတွေနဲ့ပတ်သက်ပြီးတွေးကြောက်နေပါတယ်။ဥပပြောသားတဲ့စကားတဲ့ကြောင့်အဓိကတင်ကားတရားတွေကိုဘာကြောင့်အသေးတန်စုနေရဆိုတော့အေဂျီကသိကျင်နေပါတယ်။အဓိကတင်ကားတရားတွေကိုစုတာထရီထူးယူရခြင်းမရှိဘူး။လူတယောက်အတွင်းကပေါင်းဝေရဖို့ငွေကိုစုတယ်လို့ပုံစံရှိရဲ့ကြောင့်ပေါ့ပနဲ့ဖြေလိုက်ပါတယ်။ထို့အထီးကိုသဘောမကျတဲ့အေဂျီကအန်ရဲ့ရည်ရွယ်ချက်ကိုမမေးတော့ပဲအဓိကတင်ကားတရားတွေရဲ့ထူးခြားချက်ကိုမေးပါတယ်
ဂရိတကောင်ချင်းစီမှာအဓိကဒင်္ဂါတရား၃မျိုးစီရှိပြီးထို့ထဲကဒင်္ဂါတရား၃ခုကိုသုံးကကာမရိုက်တာအိုထီအောင်ကြောင်းနိုင်ပါတယ်ပေါ်ဆန်မတူတဲ့ဒင်္ဂါတရား၃ခုကကာမရိုက်တာအိုထီအောင်ဖန်တီးပေးနိုင်ပြီအခုဆိုရင်ပေါ်ဆန်တူဒင်္ဂါတရား၃ခုနဲ့ဂရိတကောင်ရဲ့စွမ်းအားနဲ့ညီရဲ့ပါဝါကို AAG ကသုံးနိုင်တော့မှာဖြစ်ပါတယ်ထို့ပါဝါပေါ်ဆန်တူဒင်္ဂါတရား၃ခုပေါင်းထားတာကြောင့်ဒင်္ဂါတရားကိုတနည်းအားဖြင့်ဘက်တယ်ကိုမို့လို့ခေါ်ပါတယ်AAG တို့ NAS ဆိုတာဘယ်ချိန်ကြားဟုတ်လာမှမသိရကြောင်းသူမပါပဲကာမရိုက်တာဖောင်ကြောင်းလို့ရဒင်္ဂါတရား၃ခုကိုပေးလိုက်ပါတယ်ကိုယ်ဆဲတို့ရဲ့နီးပြင်းများသူတို့ရဲ့ဒင်္ဂါကြောင်ဆုပ်တဲ့အစီအစဉ်မှာလုပ်ပြတာဆိုပေမဲ့သဘောတူညီမှုက80%ဖြစ်နေရကြောင်းကိုယ်ဆဲနဲ့နောက်တစ်ခါညီနိုင်မှုလုံနေပါတယ်ယာမာနိုနေရဲ့တိုက်ခတ်မှာယာမင်တကောင်ရှိနေရကိုလည်းအစောကလေးကသိနေရဖြစ်ပြီးထိုအရာကိုတိုက်ခတ်ဖို့ AAG ကိုတာဝန်ပေးလိုက်ပါတယ်ဥပရဲ့အဓိကဒင်္ဂါတရားတစ်ခုကကာဆာရီစီမှာရှိနေရဆိုတဲ့ရဲ့စကားကြောင့်ဥပကတောင်းကျမ်းနေပါတယ်ကာဆာရီလည်းဆိုတာဂရီထဲမှာညံ့ညားဆုံးသူတစ်ယောက်ဖြစ်ပြီးသူရဲ့စကားကိုအလွယ်တကူယုံတဲ့ဥပကိုအဓိကဒင်္ဂါရပြန်မပေးချင်တာကြောင့်စိုက်ဝါးပြန်ထည့်နေပါတယ်သူတို့နှစ်ယောက်ရဲ့ရံပွဲအဆုံးသတ်ဖို့မီဇူကသူ့မှရှိရဲ့ဆဲတင်ကားတွေကိုအများကြီးရအောင်လုပ်ပေးနိုင်တဲ့ယာမီတက်ကောင်ဖန်တီးရတဲ့အကြောင်းနဲ့ရလာတဲ့ဒင်္ဂါတရားတွေကိုအညီညခွဲပေးမယ်လို့ပြောပါတယ်။ယာမာနိုကသူမရဲ့ပြီးစီဝါရေးတည်သွားတာကြောင့်ပိုင်ဆိုင်ထားတဲ့ຢာတွေကိုဆုံးရှုံးအောင်မှစိုးရိမ်နေပြီ။ထိုပိုင်ဆိုင်ခြင်းနဲ့လောဘယာမီရဲ့ညိုးတွေကိုပို့ပြီးတော့တိုးလာစေပါတယ်။အဲ့ဒီချိန် AAG ကယာမီရှိရဲ့အဆောက်အဦစီကိုရောက်လာပြီးချိုတင်ရောက်နေပြီဖြစ်တဲ့ဂိုတိုကိုလည်းတွေ့လိုက်ပါတယ်။ဂိုတိုကကိုယ်ဆဲရဲ့နီးတင်ညာနဲ့အခန်းနံပါတ်2835မှာရှိရဲ့ယာမီတကောင်ရဲ့ညှိုးပေါမှုဒီစစ်မှာပဲတားဖို့ AAG ကိုပြောနေပါတယ်။ယာမီကိုတားဖို့ဆိုရင်ကိုယ်ဆဲတဲ့နီးတင်ညာလုံးမှဖြစ်ပြီး AAG ကအစီအနေပေမဲ့ကြောင့်သဘောတူညီမှုကနှောင့်နှေးနေပါတယ်။ဂရိတကောင်မကင်တွင်နိုင်တဲ့သူကကဖော်ကယ်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးဆိုတဲ့စကားနဲ့သူဂိုတိုကထွက်သွားပါတယ်။ AAG ကယာမီဝင်မှုထားတဲ့ယာမာနိုဆိုတာဘယ်သူမှမသိပေမဲ့ဟီနာရဲ့ခေါ်တဲ့ကြောင့်သူမကိုတွေ့သွားပါတယ်။ယာမာနိုကသူမရဲ့ဝါသနာတိုင်းရှော့ဖင်ထွက်ဖို့တည်နေရကြောင့်ဟီနာကယာမာနိုဖြစ်နေတဲ့အချိန်တွေကိုသတိပေးနေပါတယ်။စီဝါရီတက်တာသူမဖေဖြစ်ပြီး300ပတ်ဆက်ရှိနေသေးရကြောင့်ရှော့ပင်ထွက်ဖို့သူ့ကိုမတားဖို့ဟီနာကိုပြောပါတယ်။ AAG ကယာမာနိုနေတဲ့အခန်းမှာဘူးမမတ်နာဒါမှမဟုတ်မကောင်းဆိုးဝါးတွေတိုက်ခိုက်တာရှိသေးရလားဆိုတဲ့စကားကြောင့်ယာမာနိုက AAG နဲ့ဟီနာနှစ်ယောက်စလုံးကိုပတ်ဆက်နဲ့ပေါက်ပြီးထွက်သွားပါတယ်။ပြန်ကျင်းနေတဲ့ပတ်ဆက်တွေကို AAG ကသေချာစီးနေပြီးယာမာနိုရဲ့ဖေကစီဝါရီတက်သွားတာဆိုပေမဲ့သမီးဖြစ်သူယာမာနိုကအဝတ်စားတွေဝယ်ဖို့သာစဉ်းစားနေရကြောင်းဟီနာကနားမလည်နိုင်ဖြစ်နေပါတယ်။တစ်ဖက်မှာလည်းကိုဆဲရဲ့နီးတင်ညာကိုတုံးဖို့ဆဲတင်က80%ပေးရမယ့်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးနေပါတယ်။လူတိုင်းမှာလိုချင်တဲ့အရာတစ်ခုရှိတာတဘာဝမို့ဒီအရာပတ်စံတာမှမဟုတ်ရည်စည်းတစ်ခုလည်းဖြစ်နိုင်ပြီထိုစိတ်ဆန္ဒကိုအမားလို့ပြောလို့မရကြောင်းဟီနာကို AAG ရရှင်းပြနေပါတယ်ယာမာနိုကသူမရဲ့လောဘကိုမထိန်နိုင်ပဲလက်ချပတ်စံလေးနဲ့ online မှာဝယ်စားတွေကိုဝယ်နေပြီအဲ့ဒီချိန်ညိုးဦးတွေကလည်းယာမီဖြစ်ဖို့အချိန်ကိုရောက်လာပါတယ်ယာမာနိုကနောက်ကနေပေါ်လာတဲ့ယာမီနီကိုတွေ့လို့ထွက်ပြေးနေပြီ AAG ကလည်းယာမာနိုကိုကဲဖို့ကာမရိုက်တာအိုးဖောင်ကိုကြောင်းလိုက်ပါတယ်ကိုဆဲနဲ့အန်နိုကပေးရမယ့်ရာခိုင်နှုန်းကိုညှိနေတယ်ယာမီတွေကိုတားနေရတဲ့ကာမရိုက်တာအိုးရဲ့ဗီဒီယိုကိုပြလိုက်ပါတယ်ကာမရိုက်တာအိုးကထွက်လာတဲ့ယာမီကောင်တွေကိုချိုရီဆက်ဆိုင်ကန်နဲ့တိုက်ခိုက်ဖို့အတွေ့အကြုံကိုထွက်လိုက်ပြီမဲ့ဆိုင်ကယ်ပုံကြောင်းမသွားတာကြောင့် AAG ကတိုင်ပတ်နေပါတယ်ဒါတွေအားလုံးကိုချုပ်ခိုင်းတဲ့သူကကိုဆဲဖြစ်ပြီးအဲ့ရဲ့သဘောတူညီချက်မရကြောင့် system အားလုံးကိုပိတ်ထားတာဖြစ်ပါတယ်တန်းနဲ့ရလာတဲ့70ငါးည80%ကိုမပေးနိုင်ဘူး60%တော့ပေးမယ်လို့ပြောပြီးကိုဆဲကလည်းအန်ပေးတဲ့60%အတွက်ကြိုတင်နေစင်ပြီးသားဖြစ်နေပါတယ်သူတို့နှစ်ယောက်ရဲ့သဘောတူညီချက်ကဆင်နေသွားပြီးရင်တော့ကိုဆဲရဲ့ခွင့်ပြုချက်နဲ့ကာမရိုက်တာအိုးကဆိုင်ကယ်ကိုအသုံးပြုလို့ရသွားပါတယ်ယာမာနိုကသူမရဲ့လောဘစိတ်ကနေဖြစ်လာတဲ့ယာမီဒီကိုကြည့်ပြီးဟီနာကိုတောင်းပန်နေပါတယ်ဟီနာက AAG ပြောသွားတဲ့စကားကိုလက်ခံပြီးလူတယောက်ကလိုချင်တဲ့အရာအငြင်းတစ်ခုရှိတဲ့အကြောင်းနဲ့သူမကလည်းအကိုထည့်သူပြန်ရှင်းသမှုအတွက်စူးစမ်းနေရတဲ့အကြောင်းယာမာနိုကိုနှိမ့်သိမ့်နေပါတယ်အဲဒါကြောင့်လိုချင်တဲ့စိတ်ကအမှားတစ်ခုမဟုတ်ပဲခန်းစားချက်နဲ့သူကိုပါလုံးရမယ်ဆိုတော့ကောင်းကောင်းသိဖို့ယာမာနိုထပ်ပြီးပြောပြနေပါတယ်ယာမာနိုရဲ့စိတ်ကနေဖြစ်လာတဲ့ယာမီဒီကအကောင်တန်းနဲ့ချီပြီးရှိနေရကြောင်းကာမရိုက်တာအိုးကတိုက်ခိုက်ရတာတိုင်ပတ်နေပါတယ်ထိုယာမီဒီကိုတိုက်ခိုက်ဖို့ဆိုရင်အီဗာစီယာနဲ့ရထားတဲ့မက်တယ်ကွန်ဘိုဒီကိုတုံးချလို့ရပါမယ်ထုံကွန်ဘိုဒီကိုတုံးမှုအတွက်ကာမရိုက်တာအိုးကခန္ဓာရှိမှရမှာဖြစ်ပါတယ်အောင်မြင်မှုဆိုတာတွေးကြည့်ရုံနဲ့ဖြစ်မလာပဲလက်တွေ့တုံးချမှရတာဖြစ်တာကြောင့်ကာမရိုက်တာအိုးကကွန်ဘိုဒီကိုတုံးမှုရွေးချယ်လိုက်ပါတယ်ဥပစီယာနဲ့ရထားတဲ့မက်တယ်ကွန်ဘိုရဲ့ပါဝါဆွမ်းအားကြီးကောင်းနေမှာပဲကာမရိုက်တာကိုဘားတွေကထုံးနိုင်နေရကြောင်းယာမီဒီကိုတိုက်ခိုက်ဖို့ကအဆင်ပြေနေပါတယ်ယာမီကောင်ကြီးကပေါင်းလိုက်ပြီးအကောင်ကြီးပုံစံနဲ့ကာမရိုက်တာအိုးကိုတိုက်ခိုက်ပေမဲ့ AAG ကစကတ်ဖီနီပါဝါနဲ့ယာမီဒီကိုဆုံးသက်လိုက်ပါတယ်အားကြီးဆုံးမက်တယ်ကွန်ဘို AAG ကအကောင်းဆုံးသုံးနိုင်ခဲ့ပြီးထိခိုက်မှုတွေနဲ့မေလဲသွားတာပဲရှိရကြောင်းအန်ဝေါ်နေပါတယ်ယာမာနိုကသူမရဲ့ဘဝထိနေတဲ့လောဘစိတ်ကိုထိန်းနိုင်ခဲ့ပြီးရင်တော့တာမန်လူတယောက်လိုပြောပါပါနဲ့ဘဝကိုထက်သန်းနေပါတယ်取り戻すアンクを潰すいい加減目覚ましなさいよ仮面ライダーオーズここまでのハイライトဒီနေ့စားတော့ဆိုင်ရဲ့ကာချာဝတ်ဆောင်ရှေ့ကဆာမူရိုင်းမိုဆန်နဲ့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရမယ့်နေ့ဖြစ်တာကြောင့်ဆိုင်ရှင်အမျိုးသမီးနဲ့အတူ AAG ရဲ့ဆာမူရိုင်းမိုဆန်ကိုဝတ်ထားပါတယ်ဟီနာအသေးရောက်လာတဲ့ဇပွဲတို့ AAG ကိုတွေ့တော့အံ့ဩနေပါတယ်ဂရီထဲမှာကိုယ်စိတ်ကိုပြန်ခိုင်းနေတဲ့သူကဂါမဲတယောက်ပဲရှိပြီးအဲ့ဒါကြောင့်ဥပါမစ်ရှင်တစ်ခုကိုလောက်ခိုင်းထားတဲ့အကြောင်းမီဇူကိုအတိပေးနေပါတယ်တစ်ဖက်မှာလူတယောက်ကနောက်ကနေဘာမှမသိတဲ့အရာတစ်ခုကလိုက်နေပြီးအသက်ဘေးကနေလွတ်အောင်ရေးနေရပါတယ်တေလောင်းကြောက်စရာကောင်းတဲ့အရာတခြားအရာမဟုတ်ပဲဒီနေ့ရဲ့တာဂက်ရှိရဲ့မိမဖြစ်နေပါတယ်
တာကေရှိကထုံမိမရဲ့ပတ်စံကိုမသိအောင်ယူသုံးထားတာကြောင့်ဖန်နဲ့ပြန်ကျွေးလိုက်ပြီးဂါမဲနဲ့ထုံငင်ငွေကိုသဘောကျနေပါတယ်။ယာမီကိုဖန်တီးဖို့ဆိုရင်အခြားသူ့ကိုအသုံးပြုစီရမလို့ပဲ။ကိုယ်လိုက်လုံးနဲ့ဆက်ရှိရဲ့ဂါမဲကယာမီလက်ကောင်ကိုထုတ်လိုက်ပါတယ်။ဒီလိုမျိုးဖြစ်လာအောင်ဂါမဲကိုအကူအညီတောင်းတဲ့သူကဥပါဖြစ်ပြီးဥပါကိုခိုင်းတဲ့သူကကာဆာရီဖြစ်ပါတယ်။ကာဆာရီကအန်စီကနေအဓိကဒင်္ဂန်တရားတွေကိုယူဖို့ကြံနေရကြောင်းဥမဲနဲ့ကပါနှစ်ယောက်စလုံးကိုအသုံးပြုနေရဖြစ်ပါတယ်။အဓိကဒင်္ဂန်တရားတွေကအန်စီမှာ9ခုတန်တဲ့သူတွေစီမှာ18ခုဒါမှမဟုတ်အခု20လောက်ရှိနေပြီမဲ့ဘယ်တွေရောက်နေလဲဆိုတော့အကန်စဉ်းစားနေပါတယ်။စန်ရှိရဲ့ညိုသမီးချီရောဟီနာမရှိရဲ့ချိန်စပွဲလူတယောက်လိုနေရကြောင်းအေဂျီကိုခေါ်ထားတာဖြစ်ပြီးဟီနာရောက်လာပြီဖြစ်တာကြောင့်အေဂျီကပြန်မို့လုပ်ပါတယ်။တာကေရှိရဲ့မိန်းမဖြစ်သူမမိုးကတီဆိုင်ကိုသူမယောက်ျားလာသွားတာဆိုပြီးချီယိုကိုအသေးသက်မင်းနေပါတယ်။တာကေရှိကိုရှာနေတဲ့မမိုးကဖနက်မပါတာကိုအေဂျီကတတိထားမိသွားပြီးအဲ့ဒီချိန်ဆိုင်ရတဲ့လူတွေညားလာတာကြောင့်ချီယိုကမမိုးတဲ့ဖနက်ကိုပေးဖို့အေဂျီကိုအကူအညီတောင်းလိုက်ပါတယ်။တာကေရှိကမမိုးစီကနေခိုးလာတဲ့ပတ်စံနဲ့တတိတခါနဲ့တန်းထိမဲ့ဂျက်ပုတ်ကိုရွေးဖို့အကျဉ်းရသွားပါတယ်။တဖက်မှာကိုဦးစီကကာမရိုက်တာအိုးရဲ့မက်ဒယ်ကိုမို့3နိုင်စုံသဘောကျတယ်ထိုဆွမ်းအောင်3နိုင်တော့အကြောင်းစူးချရအနေနဲ့လက်ဆောင်ပေးဖို့ပြင်နေပါတယ်ကာမရိုက်တာအိုးကဂိုလီနဲ့အလုပ်တွဲလုံးနေရကြောင်းကိုဦးစီရဲ့လမ်းစဉ်ကဘာကြီးကိုကယ်တင်မယ်ဆိုတဲ့အတွေးနဲ့စမ်းကြည့်နေရဖြစ်တဲ့အကြောင်းဆရာဖြစ်သူကိုကိုတိုကတတိပေးနေပါတယ်ဒါပေမဲ့ကိုဦးစီကသူ့လိုခိုင်းတဲ့တာဝန်ကိုသာကြည်ပွန်အောင်လုပ်ဖို့ကိုတိုကိုပြန်ပြောပါတယ်တဖက်မှာဂါမဲဖန်တီးထားတဲ့ရမီကမုံမိုရဲ့လောက်ရတိုင်းအစီးတွေကိုတုံးလူတွေကိုလိုက်ပေါက်နေပါတယ်တာကေရှိကမုံမိုစီကနေခိုးလာတဲ့ပတ်စံနဲ့ဂျက်ပို့ကိုနှိုက်နေပြီးမရလုံးအောင်မပေါက်ပဲမဲ့နောက်ဆုံးမဲတစ်ခုကနှလုံးထိတူနေပြီးဂျက်ပို့ရဖို့တလုံးမဲလိုပါတော့တယ်ရန်ထင်းရဲ့မုံမိုတို့အခုထိဖနက်ကပါမလာသေးရကြောင်းချီယူပေးလိုက်တဲ့ဖနက်ကိုပေးနေပြီးထပ်ပြီးရံမထည့်ဖို့အေးတီကဂျားတိကနေတောင်းပန်နေပါတယ်ဂါမဲဖန်တီးထားတဲ့ရမီကလူတွေကိုပစ္စည်းနဲ့ပေါင်းနေမှာကပဲအချင်းချင်းတိုင်းမအောင်လုပ်နေပြီးဂါမဲကထုံငင်ဝင်းကိုသဘောကျနေပါတယ်တာကေရှိကမိမထစ်သူရန်လုံးနေပေမဲ့သူ့ရဲ့ကန်တရားကိုဆက်လက်ဖို့တဲ့နောက်ဆုံးကြံနေတဲ့တလုံးကိုအသေးသက်ချစ်နေပါတယ်လှန်ထမ်းလာတာညင်ပြီးကန်ထမ်းလာတာမနေနဲ့တာကေရှိရဲ့ရန်တန်းနဲ့ဂျက်ဘောကိုပေါက်သွားပြီးအဲ့ဒီချိန်ဂါမဲရဲ့ရမီကလည်းရောက်လာပါတယ်အနေနဲ့တရားနဲ့လွတ်ဖို့တာကေရှိနဲ့မူမိုအဝေးတဲ့နေရာကိုသွားခန်းလိုက်ပြီးအဲ့ဒီကြီးကကာမရိုင်းတာအိုးဖောင်နဲ့ရမီကိုတိုက်ခတ်ဖို့ပြင်ပါတယ်အမင်းအောင်ကမင်းကပါရမောင်းဆိုကာမရိုင်းတာအိုးကိုညင်မှုသွားပြီးကာမရိုင်းတာကိုပဲတိုက်ခိုက်ဖို့ရမီကိုအမိန်ပေးလိုက်ပါတယ်တဖက်မှာအန်ကအစိမ်းရောင်ဒင်္ဂန်တရားတစ်ခုတွေ့ထားတဲ့ဆိုတဲ့လူတစ်ယောက်ရဲ့တရင်ကြောင့်ထိုနေရာကိုသွားနေပြီးဒါထောင်ချောင်းတစ်ခုကျင်းမာကိုတန်တရားဝင်နေပါတယ်။အဲ့နဲ့အစိမ်းရောင်ချော်ရည်ဘူးကိုတော့ညစ်ပိနာစိတ်ကန်းနှောင်းကိုလာခဲ့ဖို့အေးကြီးကိုလမ်းခေါ်ပေမဲ့ဟိုကရာမင်းနဲ့တိုင်ပတ်နေပါတယ်။မက်တယ်တစ်ခုကိုတွေ့ထားတဲ့သူစီကိုရောက်လာပြီးအန်နဲ့ထားသလိုထိုသူကလူပိုဆန်ကြောက်ထားတဲ့ဥပါဖြစ်နေပါတယ်။ကာဆာရီကအန်ကိုတိုက်ခိုက်ရတာလွယ်ကူဖို့ဂါမဲကိုကာမရိုက်တာအိုးနဲ့အထက်ဆွဲခိုင်းထားပြီးအန်မရှိရဲ့အဓိကဒင်္ဂန်ကြားတဲ့ယူဖို့ဥပါကိုတာဝန်ခွဲပေးထားဖြစ်ပါတယ်။ကာမရိုက်တာအိုးနာမရှိရင်အန်ဆိုတာနှိုးဆိုးတဲ့ကလေးတယောက်လိုအားနေရကြောင်းဥပါအန်ကိုတိုက်ခိုက်ရတာလွယ်ကူနေပါတယ်။တဖက်မှာလည်းအမေရောက်ကမဲနဲ့ယာမီကပေါင်းပြီးကာမရိုင်းတာအိုနှစ်ယောက်တယောက်နေထားနဲ့အသာစီးရနေပါတယ်။အဲ့ဒီချိန်ကိုတူကကိုယ်ဆဲပေးလိုက်တဲ့တောင်ဝင်ကြောင့်အေးကြီးကိုလက်ဆောင်နေတဲ့ဒင်္ဂန်ရတစ်ခုကိုလာပေးပါတယ်။ထိုဒင်္ဂန်ရရဲ့ပါဝါယာမီနဲ့ဂရီမခန်နဲ့အလင်းအောင်တွေကိုထိုးပေးရခဲ့ပြီးထိုးပါဝါကြောင့်ဂရီတို့ကကြောင်ကြောင်သားပါတယ်။ဒင်္ဂန်ရရဲ့ပါဝါကာမရိုင်းတာအိုတဲ့အရန်သုံးဝင်တာကြောင့်ကိုတူနဲ့ကိုယ်ဆဲကိုကျေးဇူးတင်ကြောင်းကြော်ပြီးဂရီတွေကိုတွားတိုက်ခိုက်ပါတယ်။ဂရီကကာမရိုင်းတာအိုရဲ့အလင်းနှမ်းပါဝါကိုပြန်မတိုက်နိုင်တဲ့ကြောင့်ထွက်ပြေးဖို့လုပ်ပါတယ်။အဲဒီကြီးဂရီတွေကိုတိုက်ခိုက်ပြီးရဲ့ချိန်นี้မမိုတို့ရဲ့ရံမွေးရမပြီးသေးတဲ့ကြောင့်နောက်တစ်ချိန်ထပ်ပြီးတော့တားနေရပါတယ်။တဖက်မှာဥပါအန်ရဲ့လက်ရက်ထိုင်ကနေအဓိကဒင်္ဂန်တရားကိုမရမကထုံနေပြီ။ဥပါအသားတကြီးတောင်းလို့မရတာကြောင့်အန်စီကနေတိုက်ခိုက်ယူပြီးအဓိကဒင်္ဂန်တရားနှစ်ခုကိုရလိုက်တာကြောင့်ဂျန်နီသီးရဲ့ဒင်္ဂန်တရားတွေကိုဖွင့်မထားဖို့ပြောပါတယ်။အမှန်တော့ဥပါစကနေထွက်ပြေးလို့ရအဓိကဒင်္ဂန်တရားနှစ်ခုကိုရှင်းလိုက်တာဖြစ်ပြီးဥပါရဲ့ရန်ကနေလွတ်သွားပါတယ်။ရန်တန်းနဲ့ဂျက်ပေါ်လက်မှတ်ဆိုပေမဲ့စိတ်တို့နေရဲ့မမိုးကတာကေးစီရဲ့ပတ်စံအလွယ်လိုချင်တဲ့စိတ်ကိုဖျက်ဆီးဖို့လက်မှတ်ကိုရေထဲလွှင့်ပစ်လိုက်ပါတယ်။မမိုးလွှတ်ပစ်လိုက်တဲ့ဂျက်ပေါ်လက်မှတ်ကိုပြင်ရဖို့တခုတည်းသောနီလန်ရေထဲကိုဆင်းချတာဖြစ်တာကြောင့်တာကေးစီကစဉ်းစားမနေပဲလှုပ်တဲ့နာကိုလှုပ်လိုက်ပါတယ်။အန်စီကအဓိကဒင်္ဂန်တရားနှစ်ခုကိုရခဲ့ရဆိုပေမဲ့ဥပါရဲ့အဓိကဒင်္ဂန်တရားကာဆာရီစီမှာရှိနေရသေးကြနေရကြောင့်ဥပါကတိုက်ခိုက်နေပါတယ်။အဲ့ဒီချိန်မီဇူကရောက်လာပြီးရန်ပြင်းရဲ့ညက်ကိုတားဖို့ရေနဲ့ပတ်လိုက်ပါတယ်။နောက်ပြီးကာဆာရီစီမှာရှိနေတဲ့ဥပါရဲ့ဒင်္ဂါတရားကိုပြန်ပေးဖို့အန်စီကနေရလာခဲ့တဲ့ကာဆာရီရဲ့ဒင်္ဂါတရားကိုလဲလိုက်ကြလို့မီဇူကညီတူညလိုဆုံးဖြတ်လိုက်ပါတယ်။ ဂရီးဆိုတော့ကိုပိုင်ဒင်္ဂါတရားတွေရှိနေမယ်ဆိုရင်စွမ်းအားတွေပူကြီးရကြအခုဆိုရင်ကာဆာရီနဲ့ဥပါကလည်း level တွေတက်လာပါတယ်။ ချီရောအေးကြီးပြန်မလာသေးရကြောင်းမိုမတွေးလို့ညာလားဆိုတဲ့အတွေးနဲ့စိတ်ပူနေပြီဟီနာကိုတာခဲရှိရဲ့အကြောင်းတွေကိုပြောပြနေပါတယ်သူတို့ဆိုင်မှာချိန်ထားတဲ့ပုံတွေကတာခဲရှိရိုက်ထားတဲ့ပုံတွေဖြစ်နေပြီဓာတ်ပုံစုတွေကိုတော့ရထားသူဖြစ်ပါတယ်ဒါပေမဲ့ငငယ်ရွယ်နဲ့အောင်မြင်လာသူတယောက်တွေရလာတဲ့စီးစိမ်တံကိုမခံနိုင်မယ်တာခဲရှိကတျက်စီးစားပြုတ်လာပါတယ်တာခဲရှိရဲ့လူတွေကတစားပို့ဆိုးလာပြီကနလာတဲ့အလုပ်တွေကိုညင်းုံတာမှန်ကရထားတဲ့စူတက်ပုံတွေကိုပါရောင်းစားတဲ့အထိတျက်စီးသွားပါတယ်အားဒါကြောင့်မိုတာခဲရှိအရေးလုံးပြန်ဖြစ်အောင်ပတ်စံကိုစီကံမရှိ3နေရာတွေကိုရပ်ဖို့အတွက်နေတဲ့စကားများနေရဖြစ်ပါတယ်အခုထင်းနေတဲ့တာခဲရှိရဲ့ပုံစံကနှွေရသည့်ကျောင်းပိတ်ပြီးတဲ့နောက်ကျောင်းပြန်တက်ဖို့ဒီနေ့ရဲ့ကလေးတယောက်ကိုအမေထည့်သူကအတင်းတုံးဝပေးနေရတဲ့တွေ့ရကြောင်းမိုဥပမာနဲ့ပြောပြနေပါတယ်မိုနဲ့အေးကြီးစကားတကောင်းနေရဲ့ချိန်တာခဲရှိရဲ့ရေထိန်မှာနေနေရကြောင်းအေးကြီးကတော့ကူပေးလိုက်ရပါတယ်
တည်တော်မဲ့ခန္ဓာကိုယ်ကိုယူထားတဲ့အန်အတွက်ထိခိုက်မှုအသေးလေးရစာပြန်ကူးနေရတာကြောင့်တခြားခန္ဓာကိုယ်ကိုတောင်မှရှင်းဖို့စီကနေထွက်သွားပါတယ်ဒါပေမဲ့လမ်းမတို့ရဲ့ကလေးတွေရဲ့စားနောက်ရိုက်ဖို့ချင်းကိုခံရပြီးမခံနိုင်တဲ့ကြောင့်မူလခန္ဓာကိုရှင်းမှုစီကိုပဲပြန်သွားဖို့လုပ်ပါတယ်အရင်တော့ခရီးသွားသူတယောက်ဖြစ်တဲ့အေဂျီကရေဆိုနီရဲ့အင်ကြီးတွေချောင်းအောင်ရှင်းအောင်နည်းနဲ့မီးမွေးလိုက်ပါတယ်အေဂျီကိုအကူအညီတောင်းပြီးသူ့ရဲ့အဓိကဒင်္ဂါတရားတွေနဲ့ကုရင်တက်တာသွားမှာဆိုပေမဲ့အခုဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူကအေဂျီကထပ်ပြီးအကြက်ကင်မှာဆိုရကြောင့်ဒဏ်ရာအောင်ဒီတိုင်းပဲထားလိုက်ပါတယ်ကိုဦးစင်းကကဘာကြီးကိုကေတင်ဖို့ကြံနေရဆိုပေမဲ့သူ့လိုရက်တွေကကဘာကိုဖြည့်ဆည်းနေတဲ့ဂရီဖြစ်သူအန်နဲ့အေဂျီကိုအကူအညီနေရကြောင့်ကိုတို့ကကိုဦးစင်းရဲ့လမ်းစဉ်ကလွဲနေကြောင်းထောက်ပြနေပါတယ်ခါမရိုက်တာဦးကအဓိကဒင်္ဂါတရားတွေကိုတုံးပြီးခါမရိုက်တာဖောင်းတဲ့မက်တယ်ကွန်မိုဒီကိုတုံးပြီးစွမ်းကြီးစုပ်ဖောင်းတွေကိုအလွယ်တကူသုံးနိုင်နေရကြောင်းလွန်ခဲ့တဲ့နှစ်ရှိရာဂရီတွေကိုချစ်ပေးကင်းစီကသွန်ယူခဲ့တဲ့အရာနဲ့တူနေရကြောင်းကုမီနေရဖြစ်တဲ့ကြောင်းကိုတိုပြောပါတယ်အေဂျီကကဘာကြီးကိုကဲတဲ့ခြင်းနဲ့စိတ်နဲ့အခုလိုတိုင်းနေရဆိုတာမသိကြပါနဲ့ကိုတိုကသူကိုယ်တိုင်ကဲတဲ့နိုင်တယ်လို့ယုံကြည်ထားပါတယ်အေဂျီနဲ့တာဂက်ရှိတို့အဝေးတွေကိုချောက်ဖို့ကြိုးစားနေသူတို့ရဲ့ဘဝအကြောင်းတွေကိုပြောနေကြပါတယ်အေဂျီရဲ့အဖိုးကခရီးသွားတာကိုဝါသနာပါသူတယောက်ဖြစ်ပြီးအေဂျီကိုလည်းခေါ်သွားရရှိပါတယ်အဖိုးတည်းသူရဲ့အငြင်းဆုံးမတဲ့စကားလူဆိုတာဘယ်နည်းသိမယ်ဆိုတာသိချာမသိပဲရှင်းတန်းနေရတာကြောင့်မနက်ဖြန်နဲ့အတွင်းခံကိုတန်ဖိုးထားဖို့အငြင်းမှလေးရှိပါတယ်အေဂျီရဲ့အိမ်မက်ကပတ်စံနေချပြီးနေရာနဲ့ကိုခရီးသွားခြင်းတော့ဆိုပေမဲ့အခုတော့နားထားရတဲ့အကြောင်းတာဂက်ရှိကိုပြောပါတယ်တဖက်မှချီကိုကအဝေးထုတ်ကိုကြောပို့ပြီးကဘာနဲ့ကိုခရီးသွားနေတဲ့အေဂျီကိုသူ့ရဲ့စိတ်မှာအလုံးလုံးစေခြင်းတဲ့အကြောင်းဟိနာရတဲ့စဉ်အေဂျီကိုပြောပြဖို့အကူအညီတောင်းနေပါတယ်အေဂျီရဲ့စကားကိုကြားပြီးရင်အခုလိုဘယိုတုတ်ကဖြစ်နေတဲ့ဘဝကိုနားသိပြီလို့တာဂက်ရှိလည်းအတွေ့ရလာပါတယ်တာဂက်ရှိရဲ့အတွေ့တွေပြတ်သွားအောင်ပေးဖမို့တိုက်တဲ့သူကတခါတည်းအလုံး20စားရလဲနောက်တစ်ချိန်ထပ်စားဖို့ဝင်လေးနေမှာမဟုတ်ဘူးလို့အေဂျီကအလင်းပြပါတယ်ထိုစကားရဲ့အဓိပ္ပာယ်ကဝါသနာပါလို့လောက်ခဲ့တဲ့ဓာတ်ပုတ်စီရလို့ကိုတာဂက်ရှိရဲ့ကျလုံးသိတဲ့အကြောင်းမိမောင်ထိုးပြတဲ့စကားဖြစ်ပါတယ်အရာရာကိုထပ်မဆုံးရှုံးစေချင်တာကြောင့်မုံမုံကတာဂက်ရှိကိုအခုလိုမျိုးဆက်ဆက်နေရဖြစ်တဲ့အကြောင်းမျိုးကသူတို့နှစ်ယောက်ကတကယ်လိုက်ဖက်တဲ့စုံရွဲတွေပါလို့ချီးကျူးလိုက်ပါတယ်အေးကြီးလည်းအားလုံးပြီးမှအကူအညီတောင်းထားတဲ့အန်ရဲ့ချင်းတွေကိုတတိယသွားပါတယ်ဂါမင်းနဲ့ယာမီကခါမန်တာအိုရဲ့အလင်းဘဝနဲ့တိုက်ခိုက်လိုက်တာကြောင့်နှစ်ယောက်စလုံးရဲ့အငြင်းနေရဆိုးဝါးနေပြီကလေးတယောက်လိုမီစုကိုတိုင်ညို့ဖို့ဂါမင်းကထွက်သွားပါတယ်အေးကြီးကအန်ကိုကူညီဖို့တော့အောက်ကထကိုကိုသေးစီရောက်လာပြီးသဘောတူညီမှုတစ်ခုကိုလုပ်လိုက်ပါတယ်မုံမုံကအေးကြီးပြောသလိုမိဘခဲ့သူကကြောက်တွဲစေချင်တာကြောင့်ပွားစီလုံးနေရဲ့အထင်မျိုးနဲ့တူနေရလို့ခံစားရပြီတာဂက်ရှိကလည်းမုံမဝဆက်ဘူးလို့အတင်းတုံးဝပေးနေရဆိုတော့တယောက်နဲ့တယောက်နားလည်သွားပါတယ်။ဂါမဲဖန်တီးထားတဲ့ယာမီကအန်ရှိနေတဲ့နေရာကိုလာတောင်းကျန်းနေရကြောင်းယာမီစီကနေဆယ်တင်ကားတရားတွေကိုယူဖို့အန်ကလုပ်ပါတယ်။အန်တခုဖြစ်နေဆိုတော့အေးကြီးကသတိထားမိရကြောင်းကိုဆဲစီကနေဆယ်တင်ကားတရားတွေခြေလာထည့်ပြီးအန်ရထားတဲ့ဒဏ်ရာတွေကိုကူပေးလိုက်ပါတယ်။အဲ့နောက်တောင်းကျန်းနေတဲ့ယာမီတွေကိုတိုက်ခိုက်ဖို့အေးကြီးကခါမရိုင်းတာအိုးဖောင်ကိုညှောင်းလိုက်ပြီးယာမီတွေကိုတားပါတယ်။ယာမီရဲ့ဒေါသငယ်ထိကိုရောက်နေရကြောင်းခါမရိုင်းတာအိုးရဲ့ငကိုမူလာဖောင်နဲ့မနိုင်မဲ့အန်ပေးထားတဲ့ဓာတ်ကောက်ဖောင်ကလည်းရှုံးနေပါတယ်။အားကြောင့်ယာမီတွေကြောက်တဲ့အလင်းပါဝါဖောင်ကိုကြောင်းလိုက်ပြီးစကတ်ဖီနီပါဝါနဲ့ယာမီကိုဆုံးသတ်လိုက်ပါတယ်။ယာမီစီကနေရလာတဲ့ဆယ်တင်ကတရားကိုတော့အကျွေးဆက်ဖို့အေးကြီးကတင်ထားလိုက်ပါတယ်။ပြန်ပေါင်းထုတ်တဲ့လင်မယားနှစ်ယောက်ဖို့အရာအလုံးကပြောစရာကောင်းနေပြီ။ဖနာမပါတော့ကကိုညီထားတဲ့မုံမုံကလည်းကျေးဇူးတင်နေပါတယ်။ဓမိုးဆရာတယောက်တည်းကင်မရာလွန်နေရကြောင်းတာဂက်ရှိကစိတ်ပူနေပါတယ်။ဇနီးကောင်းတယောက်မုံမုံကတနေ့ဒီလိုချင်းကိုပြင်အောင်လောက်မယ်ဆိုတော့ယုံကြည်ရကြောင်းတာဂက်ရှိကင်မရာရောင်းနေနေရပဲသူမအညံဝယ်လိုက်တာဖြစ်ပါတယ်။ကျေးဇူးတင်ထားသူကိုကျေးဇူးတည်းရဲ့မုံမုံနဲ့တာဂက်ကြီးကအေးကြီးကိုကျေးဇူးတင်နေပြီးဆိုင်ရှင်ချီယိုကပါသူ့ရဲ့ဆိုင်မှာလှုပ်လို့ဖို့တောင်းဆိုနေရကြောင်းအေးကြီးကထွက်ပြေးလာပါတယ်အေးကြီးဆိုင်မှာအလုံးမလုံးချင်တာဟိနာအတွက်အန်းဝင်နေရရဲ့အစီမဒီမှာဆိုတော့ကြောင့်မလုပ်တာဖြစ်ပါတယ်ဟိနာကသူမရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့အင်အားကြီးတဲ့အကြောင်းကိုလွတ်ပြလိုက်ပြီးအခုဖြစ်သူရှင်းကိုသူမရဲ့ညစီရောက်မှာထားချင်တာကြောင့်အလုပ်ကိုလုပ်ဖို့တောင်းဆိုပါတယ်အေးကြီးကလည်းငကိုတွေကလှုပ်ချင်နေရကြောင်းဟိနာရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပါတယ်全うするまで何者でもありません。これで黄色のメダルのコンボでしょう。これまでの仮面ライダーオーズ800年前にတနေ့ထက်တနေ့အချိန်တွေကုန်ဆုံးပြီးတဲ့နောက်မှာပြောစရာဟောလဝင်းနေ့ကိုရောက်လာပါတယ်။စာရှင်ချီယိုကထိုနေ့မှာဟောလဝင်းဝတ်စုံဝင်လာတဲ့သူတိုင်းကအခမဲ့စားစရာကျွေးဖို့ပြင်နေပါတယ်။သူရမ်းကြိုက်တဲ့ရေခဲချောင်းတွေကိုစက်တိုက်စားနေပြီ။ဒါတွေကိုတွေ့သွားတဲ့ညီမခေတ်သူဟိနာဒီလိုသားရေခဲချောင်းတွေကိုအငြင်းစားနေမယ်ဆိုရင်သူတို့ကိုရဲ့ခန္ဓာကိုယ်ကနေမကောင်းဖြစ်မှာဆိုတော့ကြောင့်ရေခဲချောင်းကိုလှုပ်ပစ်လိုက်ပါတယ်။ဘယ်လိုများကြိုင်ရှုံးနေရဲ့နေကြကောင်းလာတဲ့တနေ့မှာအားလုံးကိုနိုင်ယူမယ်လို့ကြုံသွားလိုက်ပါတယ်။အဲ့ဒီချိန်ကိုယ်စဲရဲ့အတွင်းမှာစာတနာရောက်လာပြီ။ဒုက္ခရောက်နေတဲ့အချိန်မှာအေးကြီးလာထိသွားတဲ့စေတင်က10ခုကိုပြန်ပေးဖို့အကျွေးတောင်းနေပါတယ်။စေတင်ကားတွေကိုနောက်ထပ်ယာမီတကောင်ကိုတက်ပြီးမှပေးမယ်လို့ရက်ချင်းလုပ်နေရကြောင်းစာတနာတရက်ကိုအတူတရားလုံးနဲ့ပေးရမှာလို့ပြောပါတယ်။လည်းအတုံးပေးချင်တာကြောင့်စာတနာလောက်တောင်းတဲ့အကျွေးကိုဆက်လိုက်ပါတယ်။တစ်ဖက်မှာဘုံထောင်နေရရှင်တအူကသူ့ရဲ့ကျွမ်းကျင်မှုနဲ့အတူနိုင်ဝဲရှိရဲ့ဘုံနှစ်ခုကိုကားတစ်စီးမှာထောင်ထားပါတယ်။အေးကြီးတို့ဖွဲ့ရဲ့ဟောလိုဝင်းနေ့မှာကြောစရာစစ်စစ်နေကိုကျင်းပပြီးဓာတ်ပုံရိုင်းနေတဲ့အချိန်မှာပောက်ခွဲမှုတစ်ခုဖြစ်တာကြောင့်အေးကြီးကအញ្ញံသွားကြည့်ရပါတယ်။အတန်ကြားတဲ့နေရာမှာဘုံနှစ်ခုကြောင့်ကားတစ်စီးကြောင့်ပောက်ခွဲသွားတာဖြစ်ပြီးနောက်ထပ်ဘုံနှစ်ခုရှိနေသေးရဆိုတော့အေးကြီးကသတိထားမှုတာပါတယ်။
အားကြောင့်ထိုနေရာနဲ့ညံနေဖို့အားလုံးကိုပြောနေချိန်မှာချိန်ကိုင်မှုတစ်လုံးပေါက်ခွဲသွားပြီးထွက်လာတဲ့ပေါက်ခွဲမှုကမင်းမဟုတ်ပဲရည်ရည်ဖြစ်နေပါတယ်အေးကြီးကပေါက်ခွဲမှုဖြစ်တဲ့နေရာတစ်ဝိုက်ကိုတေချာကြည့်နေရဲ့ချိန်ဘယ်ဘက်လက်မောင်းပေါ်ရုပ်တင်ထားတဲ့ထိုးစမ်းတဲ့လူတစ်ယောက်ကိုတွေ့လိုက်ပါတယ်သူတို့ရဲ့နေရာတစ်ဝိုက်မှာယာမီတစ်ကောင်တွေ့ထားတဲ့အကြောင်းဆေးရုပ်ချွေဘူးလို့နေစစ်အေးကြီးကိုသတင်းပေးနေပါတယ်ထိုးစမ်းတဲ့လူနောက်ကိုလိုက်ရမလားယာမီစီကိုပဲတွားရမလားဆိုပြီးအေးကြီးကကြံညာနေပေမဲ့တေချာတဲ့ယာမီစီကိုပဲတွားဖို့ဆုံးဖြတ်လိုက်ပါတယ်တခါတည်းပေးလိုက်ရတဲ့ဆယ်တင်ကတရားတဲ့ကြောင့်တရားပြန်ပြီးတော့ပေါ်လာပြီးဒီလိုမျိုးထီအောင်တမန်ခွက်ချထားတဲ့အကြောင်းဆက်ပြီးတော့တွေးမိလာပါတယ်သတင်းပေးတဲ့နေရာကိုအေးကြီးကရောက်လာခဲ့ပြီးထိုနေရာမှာငမတ်မို့ဆက်မကောင်းဆိုးဝါးကိုတွေ့လိုက်ရပါတယ်ထိုမကောင်းဆိုးဝါးရဲ့ပါဝါရှည်ထဲမှနေပေါ့ပဲကုန်းပေါ်မှာပါလင်းညံပြီးတွားလာတဲ့နေရာကြောင့်အေးကြီးကအတိုင်းပတ်နေပါတယ်နောက်ထပ်မကောင်းဆိုးဝါးရဲ့လက်နက်ကပောက်ကွဲသွားတဲ့ကားရဲ့အခြေအနေနဲ့တူနေရကြောင့်ဒါတွေအားလုံးကိုလုတ်ခဲ့တဲ့တရံခန့်မကောင်းဆိုးဝါးငမန်းနဲ့ဆက်နေမယ်လို့အေးကြီးကသိသွားပါတယ်အေးကြီးရဲ့တက်ခိုင်းမှုတစ်ခုကြောင့်မကောင်းဆိုးဝါးငမန်းစီကနေဆယ်တင်ကားတရား၅ခုကိုရလိုက်ပေမဲ့ထိုမကောင်းဆိုးဝါးထွက်ပြေးသွားပါတယ်ရလာတဲ့ဆယ်တင်ကားတရားတွေကိုအနတ္တဖို့တဲ့တုံးလိုက်ရပြီအခုထိလာတဲ့မကောင်းဆိုးဝါးကိုတိတိသူမီစုဖန်တီးထားတာလို့ထင်နေပါတယ်သူထင်တာအမှန်ဆိုရင်ယာမာတို့တုံးဝလို့နောက်ထပ်ယာမီညိုးတွေရှိနိုင်သေးရကြောင်းအေးကြီးကိုတေချာဆုံးသတ်မှုပြောပါတယ်အေးကြီးတို့ရင်ဆိုင်နေရတဲ့ယာမီကတွေ့ဘူးသလိုအစားကြီးစဉ်လောဘကြီးချင်းနေမဟုတ်တော့ပဲချက်စည်းလို့ရှိရဲ့သူကနေပေါက်ပွားလာတာကြောင့်ထိုသူကိုရှာဖို့ကလည်းအရေးကြီးနေပြန်ပါတယ်မီဇူဖန်တီထားတဲ့ယာမီကပကားပေါက်ကွဲမှုကနေစရလာတဲ့ဆယ်တင်ကားတရားတွေကိုလာပေးနေပြီးကာမင်းကဗိုက်စာနေတဲ့ကလေးတယောက်လိုစားနေပါတယ်တပတ်မှကာဆာရီကခမိုင်းနာအိုးစီမှာသူ့ရဲ့ဒင်္ဂါတရားတစ်ခုရှိနေရကြောင်းဒင်္ဂါတရားတွေကိုစုနေတာဂရီတီရဲ့ပဝင်အခြားသူတွေရှိနေသေးရဲ့ဆိုတော့သိလိုက်ပါတယ်ချက်စည်းလို့ရှိရဲ့ဘုံနေငံရှိရဲ့နောက်ထပ်ပြည့်မှတ်တော့တကားတစ်ခုကိုတတ်မှတ်လိုက်ပြီးနိုင်ဝက်ရှိရဲ့ဘုံနှုံးကိုထောင်းလိုက်ပါတယ်ဟီနာကကျောင်းကနေအတမ်းမပေးသေးပဲပြန်လာခဲ့ရပြီသူတို့ရဲ့ကျောင်းနောက်မှာပေါက်ကွဲမှုတစ်ခုဖြစ်သွားတဲ့ကြောင်းအေးကြီးကိုလာပြောပြပါတယ်မနေ့ကပေါက်ကွဲမှုနဲ့နောက်ထပ်ပေါက်ကွဲနိုင်တဲ့ဘုံတွေရှိနေသေးရဲ့ဆိုတော့အေးကြီးကသိနေတဲ့အတွက်ထိုးရောက်ဘယ်လိုပြီးသိနေရလဲလို့ဟီနာကမေးပါတယ်တချင်းကအေးကြီးခရီးသွားတော့စစ်ပေးတဲ့ကိုကြုံခဲ့ရပြီးပေါက်ကွဲမှုတွေကိုကြွားစားလိုက်တဲ့သူတွေဆိုင်ခဲ့ရပါတယ်ထိုစစ်ပွဲမှာပထမဆုံးခင်ခဲ့ရတဲ့ကလေးမတဲ့ကိုပေါက်ကွဲမှုလက်ကနေကောင်းကောင်းပေးနိုင်ခဲ့တာကြောင့်အခုလက်ရှိချိန်ထိထိုးတန်းရရှိနေပြီးနောက်ထပ်ဖြစ်လာမယ့်ပေါက်ကွဲမှုတွေကိုလည်းအတွေးချကနေတစ်ဆက်ခန်းစားမိနေရဖြစ်တဲ့အကြောင်းဟီနာကိုရှင်းပြနေပါတယ်ပေါက်ကွဲမှုတစ်ခုဖြစ်တာထူးဆန်းတဲ့လူနဲ့ယာမီကတစ်ချိန်တည်းမှာပေါ်လာလက်တာကြောင့်အေးကြီးကရိုးရခန့်နေပါတယ်ဒါပေမဲ့တောင်းကျမ်းနေတဲ့ယာမီကိုပဲတိုင်းရမှာဖြစ်တာကြောင့်ခမိုင်းတာဖုန်းနဲ့ယာမီကိုတိုက်ခိုက်ဖို့ပြင်ပါတယ်မကောင်းဆိုးဝါးငမန်းကထင်ထားတဲ့ပူညာနေရကြောင့်အေးကြီးကအန်ရဲ့ကူညီနဲ့အငြင်းပါဝါကိုတုံးနိုင်တဲ့ဒင်္ဂါတရားနဲ့ယာမီကိုတိုက်ခိုက်ပါတယ်ထိုဒင်္ဂါတရားယာမီကိုကောင်းကောင်းတိုက်ခိုက်နိုင်တာဆိုပေမဲ့ခံနေရတဲ့ယာမီဘက်ကနေမီဇူးကဝင်ကူပေးလိုက်တဲ့ကြောင့်တိုက်ပွဲကတစ်ဖက်သက်ဆန်သွားပါတယ်မကောင်းဆိုးဝါးငမန်းမီဇူးနဲ့ဂါမဲကိုနိုင်ဖို့အတွက်ကာဆာရီစီကနေရလာခဲ့တဲ့ဒင်္ဂါတရားနဲ့အတူရဲလွတ်မှတ်တဲ့ကွန်ဘိုကိုသုံးမှဖြစ်တာကြောင့်ကမိုင်းတာအိုးကရဲလွတ်မှတ်တဲ့ကွန်ဘိုဖောင်ပြောင်းလိုက်ပါတယ်ခမိုင်းတာအိုးဖောင်ကြောင့်မီဇူးကသူမရဲ့ဒီကဒင်္ဂါတရားသုံးခုကလွတ်ထွက်သွားပြီးအမီးရယူနိုင်ခဲ့ပါတယ်အချိန်လေးမဟန်လိုက်ကြောင့်ဂရီဖွေးကဒီတဲ့ပုံကိုဆုံးရှုံးတာတွေမထီအောင်ထွက်ပြေးမှလမ်းကိုရွေးချယ်လိုက်ပါတယ်တကောင်နဲ့ကြံနေသေးတဲ့မကောင်းဆိုးဝါးငမန်းကိုစကန်ဒီဖီနစ်ပေါင်နဲ့ဆုံးသက်လိုက်ပါတယ်တဖက်မှာမန်တဲကိုမိုးရထိခိုက်မှုကြောင့်အေးကြီးအတော်လေးကိုအားနေနေပြီနောက်ထပ်ဒီလိုတွေမထီအောင်အေးကြီးစီမှာရှိတဲ့အဓိကဒင်္ဂါတရားနဲ့ဒရိုက်ဘာကိုတင်လိုက်ပါတယ်အဲ့ဒီချိန်ထိုးစမ်းတဲ့လူကရောက်လာပြီးယာမီဒီကိုပေါင်းလုံးနေရသူတို့အေးကြီးကထင်နေပါတယ်ယာမီဒီထုံးနေရဆိုရင်တန်းသီးတဲ့အစွမ်းရှိရကြောင်းထိုသူကအေးကြီးထင်တယ်လို့မဟုတ်ဘူးလို့ပြောပါတယ်ထိုးစမ်းတဲ့လူကအန်ပြောတယ်လို့ယာမီဒီကိုထုံးနေရသူမဟုတ်ပဲသူကလည်းဘုံထောင်းတဲ့လူကိုလိုက်ပြီးစုံစမ်းနေတာသူတေသနာတွေလုံးနေရကြောင်းအေးကြီးကိုရှင်းပြပါတယ်ကိုယ်ဆဲကသူတို့ရဲ့ကာကားမိဇီဝနီးတင်ညာတပ်ပွဲကန်ဆယ်ချိန်ရောက်နှစ်ပတ်လည်နေ့ကိုအတော်ဆုံးဒေါက်တာမာခီနဲ့လက်တွဲနေရတဲ့အတွက်ဝမ်းတန်မိကြောင်းပြောပါတယ်အမှန်တော့ဒေါက်တာမာခီကကိုယ်ဆဲရဲ့လက်အောက်ကနေဇီဝနီးတင်ညာတွေကိုလေးလာနေသူဖြစ်ပြီးအခုလည်းဘုံထောင်းတဲ့သူကနေတဲ့ဆင်ဖြစ်ထားတဲ့ယာမီတွေကိုအနိကလေးလာနေပါတယ်ကိုကားမီဇီဝနီးတင်ညာတက်ခွဲခင်းရဲ့10နှစ်ပြည့်သည့်အထိတီထွင်ပေးခဲ့တဲ့ယာနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်ဒေါက်တာမာခီကိုကိုယ်ဆဲရကျေးဇူးတင်နေပါတယ်ဒေါက်တာမာခီတာမရှိရင်သူတို့ရဲ့မတ်တဲ့ဆိုတဲ့အစီအစဉ်ကလည်းအောင်မြင်မှာမဟုတ်တော့ကိုယ်ဆဲရလည်းတာမန်လူရောက်တာခင်းနေအောင်မှာဖြစ်ပါတယ်ဇီဝနီးတင်ညာရဲ့10နှစ်ပြည့်ခန်းသားကိုတိတိကျကျလောက်ရတာလေကိုယ်ဆဲမှာအကျဉ်းတစ်ခုရှိနေလို့ဖြစ်ပါတယ်ကိုယ်ဆဲကအဓိကသင်္ကန်းတရားတွေကိုစုပြီးရလာတဲ့ဆောင်အားတွေကိုလူသားတယောက်ဖြစ်တဲ့အိုးပေးသွင်းပြီးတောင်းချခြင်းတာဖြစ်ပါတယ်ဒေါက်တာမာခီရဲ့ပါရမီဖြစ်တဲ့အနေနဲ့ခမိုင်းတော်ကိုလည်းခံနိုင်တဲ့တစ်ခုတည်ထင်ပေးထားတဲ့အကြောင်းကိုပြောပါတယ်ဒေါက်တာမာခီရဲ့ကိုပိုင်တက်ခွဲကအသေးစားလေးထဲမှာဆယ်တင်ကတရားရည်နဲ့အတူနောက်ထပ်လုံးမဲ့ project တွေကိုလည်းရေးဆွဲထားပါတယ်ဖောက်ခွဲရေးတင်ညာစီကနောက်ထပ်ဆန်းသက်ချက်ဖြစ်တဲ့ရေညိုပွန်းတစ်ခုကိုတည်ထွင်နိုင်ခဲ့ပြီးအခုဆိုရင် level 3ဖောက်ခွဲရေးဆင်းသည့်ဆက်သက်နိုင်ခဲ့ပြီဖြစ်ပါတယ်ထိုလူရဲ့အောင်မြင်မှုနဲ့ယာမီညိုဦးတွေကလည်းတိုးပွားလာပါတယ်တဖက်မှာကာမရိုင်းတာအိုးရဲ့တိုက်ခိုက်မှုကြောင့်မီဇူကအတင်းထန်တန်ရရနေပြီးရလာတဲ့တန်ရတွေကဂါမိုင်းရဲ့အစွမ်းဒင်္ဂါနဲ့ပါကုလို့မရဖြစ်နေပါတယ်အားဒါကြောင့်အစိမ်းရအိုးပါနဲ့ကာမရိုင်းတာအိုးတို့ပေါ်ပို့ပြီးတော့အခင်းမချဖြစ်လာပါတယ်ကာမရိုင်းတာအိုးတို့အာဒီနဲ့မက်တယ်ကွန်ဘိုကနေတစ်စင်အတန်းအနေကိုစိုးရင်ရတာကြောင့်အဓိကထင်ရကြတဲ့ driver ကိုပြန်သိမ်းထားလိုက်ပြီးကိုမိုမဖြစ်တဲ့ဒင်္ဂါတရားတွေကိုပေးထားဖို့ AAG ကတောင်းနေပါတယ်အဲ့ဒီချိန် AAG ခိုင်းထားတဲ့စေယုံကဒေါက်တာမာခီရဲ့နေရာကိုတီးခဲ့ရကြောင်းသတင်းလာပေးနေပါတယ်
ဒေါက်တာမာခီကိုမယုံတော့ကြောင့်နောက်ထပ်တောင်းအခက်လိုင်းနေရဖြစ်ပြီးနောက်ထပ်ဘုံမောက်ဝဲမှုတွေတော့ဆက်ဖြစ်နေမယ်ဆိုရင်လူတွေထပ်ပြီးဒုက္ခရောက်မှာဆိုတော့ကြောင့်ဖြစ်ပါတယ်။ဘတ်တယ်ရဲ့အစွမ်းတွေကိုသိချဆူစီပြီးလက်ခံနိုင်တဲ့လူသားတယောက်ကအသုံးပြုနိုင်တဲ့ဆိုတဲ့စကားကြောင့်ကိုတိုကအတွေ့တစ်ခုရလာပါတယ်။ဖောက်ခွဲရေးတင်ညာရှင်အောင်မြင်ထားတဲ့အစင်သုံးရင်ညိုဘုံကိုလက်တွေ့သုံးချဖို့ထွက်သွားခြင်းမျိုးဦးတရားနဲ့ဂျာမီတကောင်ထွက်လာပါတယ်။အားရကိုရဲ့စိတ်ကိုအလူတိုင်းလေးဂျာမီတွေကပွားလာလေဆိုတော့ဒေါက်တာမာခီကနားလည်သွားပါတယ်။ AAG ကဖောက်ခွဲတင်ညာရှင်နဲ့လမ်းမှာတွေ့နေပြီထိုလူစီကနေယာမီရဖြစ်လာတဲ့ကြောင့်အန်ပြောနေပါတယ် AAG ကတောင်းကျမ်းနှမဲ့ယာမီကိုဆုံးသတ်ဖို့ကလည်းရှိသေးတဲ့ကြောင့်ဖောက်ခွဲလုံးနေတဲ့သူနောက်ကိုလိုက်စေယုံငတ်ကိုတာဝန်ပေးလိုက်ပါတယ်မကောင်းဆိုးကငမန်းเจ้าကိုနောကျင်းနေတဲ့ခမောင်းနဲ့ဦးကအနိုင်မဲ့အခွက်ကိုတခါတည်းတည်နေပြီးအញ្ញံပါဝါဖိနစ်ကန်ကျန်နဲ့ယာမီကိုဆုံးသတ်လိုက်ပါတယ်ခမောင်းနဲ့ဦးကနောက်ကလောရမဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ဒေါက်တာမာကစ်စီကိုကြောင်းလာခဲ့ပြီးသူသေသနာဌာနတစ်ခုလုံးကိုဒေါက်တာမာကီကပိတ်ချနေပါတယ်ထွက်လာတဲ့ယာမီရိုင်းနေတဲ့သူတို့ရဲ့ကျူးမိုတွေကိုဒေါက်တာမာကီကလေးလာနေရကြောင်းသူတို့ရဲ့စစ်စေကိုမနှောက်ယှက်ဖို့ပြောပါတယ်လေးလာအိလုံးနေရဲ့ဖောက်ခွဲလုပ်တဲ့သူကတာမဖောက်ခွဲမှုကိုသာစိတ်ဝင်စားတာဖြစ်ပြီးခွေးနဲ့တွေ့ပြီးရဲ့နောက်ပိုင်းမှာဖောက်ခွဲခြင်းကိုပို့ပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်ဒီလိုစိတ်ဝင်စားကြည့်ရပဲယာမီဒီကိုပို့ပြီးထွက်လာစေတဲ့အကြောင်းသူတွေထားတဲ့လေးလာမှုမှတန်းဒီကိုပြောပြနေပါတယ်ဒေါက်တာမာကီတဲ့ဒါကလေးလာမှုတက်ဆိုပေမဲ့လူတွေရဲ့တက်ကိုရင်းပြီးမှတိလာခဲ့ရတာဖြစ်ပါတယ်အားကြောင့်ခမိုင်းနာဦးကနောက်ထပ်ဖောက်ခွဲဖို့တင်နေတဲ့သူကိုရှာပြီးလူတွေကိုကြရအောင်မှဖြစ်ပါတယ်ဖောက်ခွဲဖို့တင်နေတဲ့သူကသူ့ရဲ့နောက်ထပ်အောင်မြင်မှုနဲ့ကြိုပြီးတော့ကြော်နေရတဲ့စေယုံငှက်တဲ့သူအေးကြီးကရောက်လာပြီးဘုံလုံးထားတဲ့နေရာချက်လက်တွေကိုကြည့်နေပါတယ်အေးကြီးကဖောက်ခွဲမှုစစ်စင်ကိုဖျက်ဆီးဖို့လုပ်နေရကြောင်းထိုသူကစိတ်တုန်နေပြီးဘုံဆိုးရဲ့စကားကြောင့်အဆောင်မြောက်ကထိုသူကိုဖမ်းထားလိုက်ပါတယ်အေးကြီးကဖောက်ခွဲဖို့လုပ်ထားတဲ့နေရာတစ်ဝက်ကလူတွေကိုအဝေးကိုသွားဖို့ပြောနေပြီးဝိုလာကိုစတာတစည်းရိုက်ရဲလို့မရတာကြောင့်နောက်ထပ်စစ်စင်ဖြစ်တဲ့ဘုံလေးကိုကိုယ်တိုင်ရက်ဖို့လုပ်ရပါတယ်တဖက်မှာဒေါက်တာမာကီကသူသေသနာဌာနတစ်ခုလုံးကိုပိတ်ထားရတာကြောင့်အတွင်းမှာရှိတဲ့သိပ္ပံပညာရှင်တွေကဒုက္ခရောက်နေပြီးကိုတူကထိုးခက်ခဲကိုအထည်ရှားဖို့ကြိုးစားနေပါတယ်။အေးကြီးရဲ့တန်လီသေးရဲ့တစ်ခုလေးသောဘုံကိုဖြတ်ဖို့အတွက်တန်းစင်ကန်ထဲကိုရောက်လာပြီးထိုခန်းထဲမှာကလေးတက်ကိုတွေ့လိုက်ရပါတယ်။အတိတ်ကတိုင်ဖုန်းမှာမကင်နိုင်ခဲ့တဲ့ကလေးတက်ကိုတတိယနေပြီးအဲ့လိုမျိုးနောက်ထပ်မကြုံရအောင်အေးကြီးကဘုံကိုအချိန်မီတားလိုက်နိုင်ပါတယ်။အရာအားလုံးကိုနေဆိုင်နေရတဲ့အေးကြီးကနောက်ဆုံးကြံနေတဲ့ယာမီကိုတိုက်ခိုက်ဖို့ရောက်လာပါတယ်။ဒေါက်တာမာကီရဲ့ယာမီရဲ့အသုံးဝင်ပုံကိုစိတ်ထဲကျလေးလာပြီးဖြစ်လို့တကယ်လို့ရှင်းနေရင်အတက်ရှင်းလို့ရတယ်လို့အေးကြီးကိုပြောပါတယ်။ယာမီကိုတိုက်ခိုက်နေတဲ့အချိန်ကူညီဖို့အတွက်တည်တင်ထားတဲ့ခံရန်တစ်ခုကိုသုံးမှုပေးလိုက်ပါတယ်။ခံနွားအောင်ပေးလို့ကျေးဇူးတင်တာဆိုပေမဲ့လူတွေကိုဒုက္ခရောက်အောင်လုပ်ပြီးနောက်ထပ်ဆန်းသန်းမှုရမလို့ပို့ဒေါက်တာမာကီကိုတတိပေးနေပါတယ်ဒေါက်တာမာကီပေးလိုက်တဲ့ခံနွားကိုချိုရီစက်နဲ့ပေါင်းလိုက်တဲ့အချိန်တောင်ရဲကျန်းနဲ့ထိုရီဒဖန်နာတစ်ကိုကြောင်းလာပြီးခါမိုင်းနာဦးကကိုယ်တိုင်ထိချုံမရဖြစ်သွားပါတယ်ထိုဆိုင်ခိုင်ကိုအသုံးပြုဖို့တဲ့ခါမိုင်းနာဦးကမန်တဲကွန်ဘိုဖောင်ကိုတုံးရမှဖြစ်ပြီးအဲ့ဒီချိန်မန်တဲကွန်ဘိုကနေအာဒီနဲ့ပါဝါတွေကဆိုင်ကယ်ပါဝါနဲ့ညီတူညလို့ဖြစ်သွားမှဖြစ်ပါတယ်အဲ့ဒါကြောင့်ခမိုင်းနာဦးအတွက်အန်ဆိုးရနေတယ်လို့ကိစ္စကလည်းဖြစ်လာမှမဟုတ်တဲ့ကြောင့်ဒေါက်တာမာကီကပြောနေပါတယ်ဒေါက်တာမာကီရဲ့လမ်းညွှန်မှုနဲ့တူခမိုင်းနာဦးကမန်တဲကွန်ဘိုဖောင်ကိုကြောင်းလိုက်ပြီးယာမီဒီကိုတိုက်ခိုက်လိုက်ပါတယ်ခတိဖို့ကြိုးစားနေတဲ့ယာမီတကောင်တောင်ရဲကျန်းနဲ့ထရီယိုဒဖန်နာဖင်းနေပါဝါနဲ့အကုန်လုံးကိုဆုံးသက်ပြလိုက်ပါတယ်ယာမီကောင်လေးစီကနေရလာခဲ့တဲ့10နေကတရားတွေရဲ့ပမာဏညာတာကြောင့်အကုန်လုံးကိုတင်းယုံယူလိုက်ပါတယ်သူတို့ရဲ့အောင်မြင်မှုတွေအေးကြီးတို့ကအတူညစာစားနေကြပြီးကိုရေကြီးကြီးပြောထားအောင်တင်ပြဖို့အတွက်ချီကဒိုတွေချောင်းနဲ့ရောက်လာပါတယ်အတွင်းကန်ဆိုတာဘဝရေးတစ်ခုလိုရေးကြီးရဲ့အေးကြီးတဲ့ပုံမကိစ္စနဲ့အတွင်းကန်တစ်ခုရအောင်မနက်ခင်းရဲ့အလင်းရောင်နဲ့ထိတွေ့ပေးပါတယ်အဲ့ဒီချိန်လေးတန်းလက်တဲ့အကြောင်းအေးကြီးရဲ့အတွင်းကန်လူတယောက်ရဲ့ခေါင်းပေါ်ကိုကျသွားပါတယ်ထို့သူကအေးကြီးဘန်ကောက်ကိုခရီးသွားတော့တီးခဲ့တဲ့ထိုင်းလူမျိုးစုကဘာဖြစ်နေပါတယ်စုကဘာကကဘာဘက်ခရီးသွားပြီးဘလောရိုက်နေတဲ့သူတယောက်ဖြစ်ပြီးဆိုင်ရှင်ချီဝါတဲ့ထို့သူရဲ့လက်ကိုသဘောကျနေတာဖြစ်ပါတယ်အေးကြီးကအခုလက်ရှိခရီးသွားလို့ကိုနားထားတာဆိုပေမဲ့စုကဘာခရီးသွားခဲ့တဲ့အတွေ့အကြုံတွေကိုစာအုပ်ထုတ်ဖို့အစီအစဉ်ရှိပါတယ်ဂျပန်ရောက်ကစားစုကပါစာအုပ်ထုတ်ဖို့တဲ့ပုံလေးနဲ့ကိုသွားရတာအခက်အခဲရှိနေရကြောင်းအေးကြီးကထိုးရောက်သူကကူညီပေးမယ်လို့ပြောပါတယ်တဖက်မှာကမရမီဆူအားနဲ့နေအောင်မကြည့်ရတာကြောင့်ဖြော်ရီဆက်အောက်ကနေစေတင်ကားတရားတွေကိုမရမကလိုက်ရှာနေပါတယ်အားဒါကြောင့်မီဆူကသူ့ကိုတကယ်ကူညီခြင်းနဲ့ဆိုရဲတထောင်စားဆိုလုံးမနေပဲခမိုင်းနဲ့အိုးစီကနေယူလာဖို့မီဆူတက်ဆိုရင်ဘာမှမလုပ်ပေးမဲ့ဂါမဲကိုခိုင်းလိုက်ပါတယ်အစရဥပါအခြေရဲ့ကြုံဖြစ်နေတဲ့ဂါမဲကိုကြည့်နေနောက်ထပ်ယာမီလေးကိုထုတ်ဖို့ပြင်းမက်ကိုလိုက်ရှာနေပါတယ်ပုံနှိပ်တက်ကစုကားပါရဲ့ခရီးသွားတွေ့ကြုံစာရေးသားတွေကိုမကြိုက်တာကြောင့်အခုလက်ရှိနံပါတ်1နေရာကိုရထားတဲ့ခူတာအိုထက်ပိုကောင်းမှစဉ်းစားပေးမယ်လို့ပြောလိုက်ပါတယ်အားဒါကြောင့်စုကားပါရဲ့စာအုပ်ထုတ်မဲ့စီစဉ်ရယာယီပြည့်သွားပါတယ်အခုလိုအိမ်မက်တွေပြည့်စည်သွားလို့နဲ့ဘဝအကြချုံသွားတာမဟုတ်ပဲကိုတကယ်အရှုံးကိုလက်ခံမှသာဘဝပြီးဆုံးသွားလိုက်လို့စုကားပါကိုကိုအားပေးလိုက်ပါတယ်ကိုတူကအမတ်မထင်ရထားနဲ့မှလောက်ခဲ့ပြီးတဲ့လူတယောက်နဲ့ပြန်တွေ့နေပြီကဘာအီယိုကဲတင်မို့အိုကာမီဖွဲ့တဲ့ဝင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုတူကိုကြီးတဲ့စကားဆလိုက်ပါတယ်အားဒါကြောင့်ကိုတူကရဲထားနာမှာယာဒူကိုမမောနေရချက်သူကကဘာကြီးကိုတကယ်ကဲတင်နိုင်တယ်လို့ယုံကြည်ထားတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်ကိုတာတို့ရဲ့အောင်မြင်မှုတွေရဲ့ဇက်တိုက်ဖြစ်နေပြီနောက်ထပ်စာအုပ်သစ်တအုပ်နဲ့သတင်းစာရှင်းလင်းပွဲထိပါလှုပ်ဆောင်နိုင်နေရကြောင်းစုကာဘာကိုတာတို့လိုအောင်မြင်တဲ့သူတယောက်ဖြစ်ချင်နေပါတယ်စုကာဘာရဲ့လောဘဟော်တည်သွားတဲ့အစိမ်းရောက်ဥပါခရိုလူစီကနေရမ်းမိတဲ့ကောင်ထုတ်လိုက်ပြီးနာမည်ကြီးအောင်လုပ်ပေးမယ်လို့ပြောပါတယ်ခိုတာတို့ကထုတ်ထားတဲ့စာအုပ်သစ်နဲ့ပတ်သက်ပြီးအညိုသမီးတယောက်နဲ့စကားပြောနေတဲ့အချိန်ရမ်းမိတဲ့ကောင်ကခိုတာတို့ရဲ့ရည်ချင်းတွေကိုဆုပ်ယူကတစ်ဖက်မှရှိတဲ့စုကာဘာကိုပေးလိုက်ပါတယ်ထိုရမီရဲ့လုံလိုက်ဆောင်ကလက်ကျတစ်ကောင်လိုဝေးရည်ဆောင်နေတဲ့ဆောင်ရရှိပြီးထွက်လာတဲ့ရမီရဲ့ဆောင်ရကြောင့်သတိထားမိသွားပါတယ်
ခိုတာရိုစီကနေရလာခဲ့တဲ့အရေးချင်းတွေကြောင့်စူကာဘိုင်းရဲ့စဉ်းစားနိုင်စွမ်းတွေရဲ့ editor ကြိုက်သားမဲ့အရေးသားတွေကိုစဉ်းစားမိသွားပါတယ်။ AAG ကတောင်ကျန်းကြီးရဲ့လက်တရာမီကိုတားဖို့ရောက်လာခဲ့ပြီးကျန်နိုင်စွမ်းရှိတဲ့ယာမီကင်မော့တော်ခံနေရတဲ့အချိန်အချိန်မီကလေးနိုင်ပါတယ်။ခါမရိုင်းနဲ့ဦးဖောင်ရောက်မှုအတွက် driver ကိုပေးလိုက်ပြီးယာမီကိုတိုက်ခိုက်ခိုင်းပါတယ်။ယာမီကိုညီပေါ်မှာတိုက်ခိုက်မှဆိုရင်ခါမရိုင်းနဲ့ဦးကလွယ်ကူနေရဆိုပေမဲ့လက်တရာမီရဲ့ထွက်ပြေးနေရကြောင့်ခါမရိုင်းနဲ့ဦးကကြောင်ကြောင်နေပါတယ်။ထိုညီငွေ့ညင်တဲ့ကိုတူကခါမရိုင်းနဲ့ဦးရဲ့လုံနိုင်စွမ်းတွေကိုစိတ်ကျနေပြီးအစွမ်းရလာတဲ့တတိမှာခါမရိုင်းနဲ့ဦးလိုတွင်းနေတဲ့လူတယောက်မျိုးပဲကဘာကြီးကိုကေတင်ရမယ်လို့ကြုံသွားလိုက်ပါတယ်။ခါမရိုင်းနဲ့ဦးရဲ့စိတ်တည်းစရာလုံနိုင်စွမ်းတွေကိုကိုယ်ဆဲကိုတပြနေပေမဲ့AAGရဲ့အိုးထည့်ဖို့အတွက်လုံလောက်တဲ့ဆောင်ရချစ်သူတယောက်လို့ကိုယ်ဆဲကလက်ခံထားပါတယ်။အားဒါကြောင့်ဒေါက်တာမာခီရဲ့အစ်စ်တင်နေထားတဲ့စရုပ်ထျော်ရည်ပူကို AAG တို့နောက်ထပ်လက်ဆောင်အနေနဲ့ပေးခန့်လိုက်ပါတယ်။ချီယိုနဲ့ဟီနာတို့ကအဲ့ဒီတွေကိုမဆောင်မပေးနေရဲ့ချင်းဝေဒီဝါနဲ့တည်းစူကာဖာရဲ့အောင်မြင်မှုဆွေးနွေးပွဲကိုကြားလိုက်ရပါတယ်။အဲ့ဒီချိန် AAG ရဲ့ပါရောက်လာပြီးတန်ကြရင်ဖြစ်သူအောင်မြင်နေအောင်ဝမ်းသာနေပါတယ်။ကိုတူကကဘာကြီးကိုကယ်တင်နိုင်နေဆိုတော့ဒေါက်တာမာခီရဲ့လည်းယုံကြည်ထားသူဖြစ်ပြီးထိုရဲကိုလုံနိုင်ကိုကိုယ်ဆဲကိုတိကျတဲ့တက်တဲ့ပြမှုလို့တဲ့အကြောင်းဒေါက်တာမာခီကကိုတူကိုကြံပေးပါတယ်။စူကာဖာရဲ့အောင်မြင်မှုကတတိယအဆင့်နဲ့တက်လာခဲ့ပြီးသူရှိမှအဆင့်တစ်ဖြစ်နေတဲ့ဟာသားညီနာမြောက်ကိုအားကြလာနေပါတယ်။ဒီနေ့ကထုံညီနောင်ညရဲ့လိုက်ရှိုးပွဲရှိရကြောင်းသူတို့ရဲ့အောင်မြင်မှုလို့မျိုးစူကာဖာကကိုညင်အောင်လာပါတယ်။စူကာဖာရဲ့လောဘကိုဖြည့်ဆည်းဖို့အတွက်လက်တရမီရဲ့ညီကိုနှစ်ယောက်စီးလာတဲ့ကားကိုတိုက်ခိုက်လိုက်ပြီးသူတို့ရဲ့လုံနိုင်စွမ်းတွေကိုဆော့ယူလိုက်ပါတယ်။ဟာသားလိုက်ရှိုးပွဲကိုကြည့်ဖို့အတွက်စူကာဖာကထိုပွဲကိုရောက်နေရဖြစ်ပြီးတစ်ဖက်မှာရမီရဲ့ဟာသားကျန်တွေကိုဆော့ယူပြီးရဲ့နောက်စူကာဖာကိုပေးလိုက်ပါတယ်။ဟာသားအနေနဲ့ဘာတွေပြောရမလဲဆိုတော့စဉ်းစားမိသွားတဲ့စူကာဖာတကယ်လို့ညီကိုနှစ်ယောက်ရောက်မလာခဲ့ရင်သူကအကောင်းဆုံးလုပ်ပေးမှလို့ပွဲစီစဉ်သူကိုပြောနေပါတယ်။ယာမီထွက်လာတာကိုသိရကြောင်းAAGနဲ့သွားဖို့စစ်စစ်နေပြီစူကာဖာရဲ့မက်ဆီယာနဲ့ဆင်ဒီနေ့လိုက်ရှိုးပွဲရှိတာကိုချီယုံနဲ့ဟီနာအသိလိုက်ပါတယ်လိုက်ရှိုးပွဲစားဖို့အချင်းကလိုသေးရကြောင်းဟီနာတို့ကစူကာဖာကိုအားပေးဖို့အတွက်ရှိုးပွဲကိုတွားကြပါတယ်AAGတို့သွားတဲ့လမ်းမှာအချင်းယူကမင်းကမီဆူရဲ့ခိုင်စင်မှုကြောင့်အန်နိုကိုတိုက်ခိုက်ဖို့အသိမြင်နေပါတယ်လက်တလောထိလာတဲ့ကမင်းရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်နေရတဲ့ AAG ကခါမရိုင်းနဲ့အိုးဖောင်ပြောင်းလိုက်ပါတယ်ခါမရိုင်းနဲ့အိုးနဲ့ဂါမဲတို့ရဲ့တိုက်ခိုက်မှုမှာမထင်မဖက်အန်စီကနေမီဆူရဲ့အဓိကတင်ကားတရားတွေကိုဂါမဲရလိုက်ပါတယ်ပါသွားတဲ့တင်ကားတရားတွေကို AAG ကိုပြန်ယူဖို့ပြောပေမဲ့တင်ကားတရားထက်တောင်းကျမ်းရဲ့ယာမီကိုထိန်းဖို့အရေးကြီးရကြောင်းဂါမဲကိုထားခဲ့ပြီးခါမရိုင်းနဲ့အိုးကထွက်သွားပါတယ်တောင်းကျမ်းရဲ့ယာမီကိုကဘာကြီးကိုကင်နေဖို့ကြီးရွယ်ချက်ရှိရဲ့ကိုတူကတနက် RPG ဆက်လိုက်ရင်တိုက်ခိုက်နေပြီးယာမီကပြန်တိုက်ခိုက်လိုက်တဲ့ကြောင့်ကိုတူကမိသွားပါတယ်စူကာဘဟာတာတင်ဆက်နေရဲ့အတန်ဂျပန်လူမျိုးတယောက်လိုစကားတန်ဝဲနေရကြောင်းဟီနာကတခုကိုမတင်ငါဖြစ်နေပါတယ်စူကာဘဟာတာတင်ဆက်ပြီးသွားတဲ့အချိန်မှာအစင်းရောက်ဥပါနဲ့ဆက်သွယ်ရှိနေတာကိုဟီနာကတတိထားမိသွားပါတယ်သူတို့ရဲ့စီစဉ်အောင်မြင်မှုတွေဝင်နောက်ချက်တဲ့ဘသူမဆိုအပြည့်ရှင်းမှုယူရထားတဲ့အကြောင်းဥပဟီနာကိုတိုက်ခိုက်လိုက်ပါတယ်။တစ်ဖက်မှာကိုတူကယာမီတိုက်ခိုက်တာကိုအသေးသက်ခံနေရတဲ့ခါမိုင်းနာဦးကရောက်လာပြီးကယ်လိုက်ပါတယ်။အဲ့တော့လိတ်တဲ့ယာမီထွက်မနေရင်သူ့ရဲ့တောင်းမကိုအရင်ဖြတ်စည်းလိုက်ပြီးAAGကဓာတ်ခုံအောင်ပေါက်တုံးနေတဲ့အချိန်ကိုတူက RPG နဲ့လှမ်းညှစ်လိုက်ပါတယ်။ပြီးခဲ့တဲ့ပိုင်းမှာကိုတိုထုခဲ့တဲ့ RPG ကယာမီကိုမှန်သွားမယ်ဆိုခါမရိုင်းနာဦးကိုမှန်သွားပါတယ်။ခါမရိုင်းနာဦးကညီလေးမန္တာလိတ်တဲ့ယာမီကိုအနိုင်နေပြီးဒါဝတိရဲ့ယာမီကအပေါ်စီကနေတိုက်ခိုက်နေပါတယ်။ဒီပုံစံနဲ့ဆိုရင်အချင်းချင်းမှန်လာကြနောက်ထပ်အပေါ်ခုံတက်လို့ရမယ်ဖောင်းတစ်ခုကိုတောင်းခိုင်းလိုက်ပါတယ်။ဘာနက်တဲ့လိတ်တဲ့ယာမီကတိုက်ခိုက်မှုမှာအချင်းချင်းမဟန်မှုဆိုတာနဲ့အပြန်နဲ့ထွက်ပြေးပါတယ်။တိုက်ပွဲတွေပြီးသွားလို့ဒဏ်ရာရနေတဲ့ကိုတိုကို AAG ကသွားကူပေးနေပြီးမာနာကိုကောင်းကူထားတဲ့ကိုတိုကလက်ကူစီယာမလိုတဲ့အကြောင်းကိုပြောပါတယ်။ချစ်ချင်တာတစ်ခုလေးပဲသိတဲ့ကိုတိုကမင်းတို့စွာညှို့တာရမယ်ဆိုရင်ကဘာကြီးကိုကယ်တင်ပေးမဲ့သူကသူပဲဖြစ်လိမ့်မယ်လို့ကိုတိုကခံယူထားပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုကြရရင်ကျင်းနေနေတဲ့ AAG ကခါမိုင်းနာဦးဆိုတဲ့ຢာကိုလည်းမမှန်မို့ပဲတကယ်လို့ကိုလိုသာယူခြင်းနဲ့ဆိုရင်ပြဖို့ရည်ရွယ်ထားသူဖြစ်ပါတယ်ဇလန်ရဲ့ဆမှာချိတ်ပိတ်ထားတဲ့တက်တာကိုထိနိုင်တာ driver ကိုတုံးနိုင်တာ AAG တယောက်ပဲရှိရအောင်ဒါကမထိနိုင်တဲ့ကိစ္စပဲလို့ဝန်ထားပါတယ်အဲ့ဒီချိန်ဟီနာကသူမတွေ့ခဲ့တဲ့အမှန်တရားကိုပြောပြဖို့ AAG တို့စီကိုအပြေးလွှားရောက်လာပါတယ်အစရောက်ဥပါစူကာပါနဲ့တနည်းနည်းပတ်သက်နေမယ်လို့ဟီနာကပြောနေပြီးအဲ့ဒါမှထွက်လာတဲ့ယာမီကစူကာပါစီကနေလာတဲ့ဆိုတော့ AAG ကသဘောပေါက်သွားပါတယ်မီဇူကဂါမဲယူလာပေးတဲ့သူမရဲ့အဓိကတင်ကားနေရတဲ့ကြောင့်ဒဏ်ရာတွေကပြန်ကောင်းလာပါတယ်အချင်းနဲ့တွေ့ရင်ကျမ်းမာတဲ့လူချမ်းကြီးတွေလည်းမီဆူရဲ့ယူရမှုမှာအကြီးပြောသွားပါတယ်။ဂါမဲအောင်မြင်မှုကိုဥပချီတူနေပြီးခါမိုင်းနဲ့ဥပဝင်ရှုံနေတဲ့အကြောင်းသူ့ရဲ့ယာမီစီစဉ်ရပျက်စီးနေတဲ့အကြောင်းဂါမဲနဲ့မီဆူကိုပြောနေပါတယ်။အဲဒါကြောင့်ဂါမဲကဒီတစ်ချိန်မှာခါမိုင်းနဲ့ဥကိုတိုက်ခိုက်ရင်သူပါလိုက်ခိုက်မဲ့အကြောင်းနဲ့မီဆူကတော့ဒဏ်ရာတက်တာဖို့နားခိုင်းလိုက်ပါတယ်။ကိုတူကသူ့ရဲ့မစင်မကျင်လုပ်ရတဲ့ကိုဦးဆဲကိုတောင်းပန်နေပြီးတကယ်လို့ဒင်ယာကျရဲ့အစွမ်းတွေကိုလူသားတွေထိချုံနိုင်တဲ့ system ပေါ်လာရင်အသုံးပြုခွင့်ပေးဖို့ကိုဦးဆဲကိုတောင်းဆိုနေပါတယ်။ဒါပေမဲ့ကိုဦးဆဲကကိုတူရဲ့လုပ်ရက်ကိုသဘောမကျအကြောင်းအလောက်ကနေယာယီနားခိုင်းလိုက်ပါတယ်။အလောက်နားလိုက်ရတဲ့အတွက်ဆင်းရင်းရဲ့ကိုတူကဒေါက်တာမာခီစီကိုရောက်လာပြီးလူသားတွေအသုံးပြုလို့ရမယ့် metal system တစ်ခုကိုတင်ထားတဲ့အကြောင်းကိုတူကိုအသိပေးပါတယ်ကိုတူနဲ့တာ metal system အကိုင်းညမှုရှိမယ်ဆိုရင် AAG လို့ခမိုင်းတာတယောက်ဖြစ်လာနေတဲ့ရှိရဲ့အကြောင်းဒေါက်တာမာခီရဲ့ရှင်းပြနေပါတယ်စူကာပိုင်းအောင်မြင်မှုကအချိန်တိုတွင်းမှာ TV စီစဉ်3ခုဗီဒီယိုစီစဉ်တစ်ခုနဲ့အခုဆိုရင်စာအုပ်ထုတ်ဖို့တိပါအောင်မြင်မှုတွေရနေရတဲ့အကြောင်းဆွေးနွေးဖို့လာတဲ့မင်္ဂလိကချီးကျူးနေပါတယ်
အောင်မြင်မှုကိုဆက်လုပ်နေတဲ့စုကားပါအခုလက်ရှိဘဝနဲ့ပို့ပြီးအောင်မြင်ဖို့လောဘတက်နေရကြောင်းဥပစီစဉ်ထားသလိုဆယ်တင်ကားတရားတွေကပို့တိုးလာပါတယ်စုကားပါသူရဲ့စာအုပ်ထုတ်ဖို့အစီအစဉ်မှာစစ်ပွဲမှာထိခဲ့တဲ့အကြောင်းအရာတွေကိုစာအုပ်ထုတ်နေတာကြောင့်အဲဒီကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလာမင်းနေပါတယ်အားလုံးကြောင့်ဂရီးတွေထိချုပ်ခံထားရဲဆိုတော့သိကြသွားပြီစုကားပါရဲ့ကိစ္စကိုခဏထားကယာမီကိုအရင်တက်ခတ်ခိုင်းပါတယ်ဟီနာကချင်းရဲ့အမှန်တရားတွေကိုသိဖို့စုကားပါကိုယာမီကိုတက်ခိုင်းမဲ့နေအောင်ခေါ်သွားပါတယ်နာမည်ကြီးရဲ့သူတွေပဲစုပြီးရန်ခွင်းတစ်ခုလုံးနေရဲ့အချိန်မှာယာမီရဲ့သူတို့ရဲ့အောင်မြင်မှုတွေကိုယူဖို့ရောက်လာပါတယ်ယာမီကကောင်မလေးတယောက်စီကနေအောင်မြင်မှုတွေကိုယူဖို့လုပ်နေရဲ့ချင်းအေးကြီးကအချိန်မီတားလိုက်နိုင်ပါတယ်အဲ့နောက်အေးကြီးကခမိုင်းနောက်ဥပေါနဲ့လက်ရယာမီကိုတိုက်ခိုက်နေတဲ့ညင်ဝေးကိုစုကားပါတွေ့သွားပါတယ်စုကားပါတွေ့လျရတဲ့ယာမီမကောင်းဆိုပါသူရဲ့ခန္ဓာကိုယ်တွေကနေထွက်လာခဲ့တာဖြစ်ပြီးဘူလာလေးရဲ့ပင်ကိုယ်စိတ်ကလောဘကြီးလာလေလေပို့ပြီးတော့စွမ်းအားကြီးလာလေလေဖြစ်တဲ့အကြောင်းဟီနာအရှင်းပြနေပါတယ်ခမိုင်းနောက်ဥကစုကားပါရဲ့အနားကိုရောက်လာပြီးစုကားပါနာမည်ကြီးဖို့အတွက်စစ်ပွဲကြောင်းကိုစာအုပ်ထုတ်နေဆိုရင်သူကခွင့်ပြုတဲ့အကြောင်းပြောပါတယ်အေးကြီးကတကယ်လက်တွေ့ရေးဆိုင်ခဲ့ရသူဖြစ်ပြီးထိုစာအုပ်ကြောင့်လူသားတွေစစ်ပွဲကိုမုန်းတီးသွားမယ်ဆိုရင်စုကားပါနာမည်ကြီးလာတာလည်းဖြစ်တဲ့ကိစ္စလို့အေးကြီးကခံယူထားပါတယ်အေးကြီးရဲ့စကားတွေကြောင့်လက်တွေ့ဘဝမှာဘာမှအောင်မြင်နေမလုံးဝသေးတဲ့စုကားပါနဲ့ကိုတို့ကအောင်မြင်မှုဆိုတော့အတယောတသက်မဟုတ်ပဲလက်တွေ့လုံးဝမဲ့အရာဖြစ်တဲ့အကြောင်းကိုနားလည်သွားပါတယ်ကဘာလက်ခီးသွားကြီးကိုမလုပ်ပဲစာအုပ်ထုတ်ချင်နေတဲ့စုကားပါနဲ့ကဘာကြီးကိုကဲတည်ဖို့ဘာမှမလုံးဝသေးပဲကေတီချင်းအောင်ဆောင်နေတဲ့ကိုလိုကနာမည်ကြီးဖို့အတွက်လှုပ်တဲ့နောက်ကိုလုံနေတဲ့ AEG ကိုတတိတိအားကြလာပါတယ်အားဒါကြောင့်ကိုလိုက AEG ဘက်ကနေကူပြီးတော့တိုက်ခတ်ပေးနေပြီကိုဆွဲပေးလိုက်တဲ့ကန်ဒရိုင်းတစ်ကိုပေးလိုက်ပါတယ် AEG ကမွေကြောက်တဲ့သူဖြစ်လို့ကိုလိုပေးလိုက်တဲ့ကန်ဒရိုင်းကိုလွှင့်ပစ်လိုက်ပြီးအမှန်ကငရှင်းပုံစံကန်ဒရိုင်းဖြစ်နေပါတယ်ထိုကန်ဒရိုင်းရဲ့ပါဝါယာမီကိုကောင်းကောင်းဖမ်းချုံနိုင်တဲ့ဆောင်းအားရှိပြီး AEG တို့အသုံးဝင်တဲ့လက်နက်တစ်ခုဖြစ်လာပါတယ်တိုက်ခိုက်မှုတွေကိုဒေါက်တာမာကီနဲ့ကာဆာရီတို့ကအတူကြည့်နေကြပြီးယာမီနဲ့လူသားတွေရဲ့တိုက်ခိုက်မှုတွေကိုလေ့လာနေပါတယ်။လက်ကျယာမီဘက်ကနေအစိမ်းရောက်ဥပါအမင်းရောက်ခါမဲတို့ကအသီးသီးဝင်ကူပေးနေတဲ့ကြောင့်ခါမိုင်းနဲ့ဥကတော်တော်လေးကိုတိုက်ခိုက်ခံနေရပါတယ်။အဲ့တော့ကာမဲစီကမန်ဒဲတွေရရင်သူတို့သုံးယောက်ကတန်ပြီးကိုတိုက်ခိုက်နေတဲ့ဆိုတဲ့စကားကြောင့် AEG ကယူဖို့တင်ပါတယ်။သုံးယောက်တယောက်ဖြစ်နေလို့နိုင်နေရဲ့ကာမဲရဲ့အားချောင်းနေပြီးတယောက်တည်းသွားတိုက်ခိုက်တဲ့အချိန်သူ့ရဲ့ကိုယ်ပိုင်မန်ဒဲကွန်ပူတစ်စုံကိုပေးလိုက်ရပါတယ်။ကာမဲစီကနေရလာတဲ့မန်ဒဲကွန်ပူဖောင်ရဲ့ပုံစံအထီတော့ညောင်းဝဲပုံစံတည်ပြီးစွမ်းအားလည်းတော်တော်လေးကိုကြီးပါတယ်။အားကြောင့်ဂရီးနန်ကောင်ကထပ်ပြေးသွားပြီးချန်နီရဲ့ယာမီကိုခမိုင်းနဲ့ဥကစကန်နီဖီနစ်ပါဝါနဲ့ဆုံးသက်လိုက်ပါတယ်။နောက်ဆုံးမှာ AEG နဲ့ကိုတို့ကြားဆက်ဆံရေးရဲ့ပြန်ပြီးတော့ဆင်ပြေသွားပြီးတကယ်ကြီးဖြစ်သူစုကာဖာသူ့ရဲ့အမကိုလက်ခံတော့ခီးသွားစာအုပ်ကိုထုတ်ဖို့တကယ်လက်တွေ့ခီးသွားခြင်းကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့ရောင်းရမယ့်စားသောက်ဆိုင်ရဲ့ကာချာဘွက်ဆောင်ကောင်းမိုက်ပုံစံဖြစ်တာကြောင့်ဆိုင်ချင်းချီယိုနဲ့တူ AEG တို့ကတရုတ်ပြမှုမျိုးစုံနဲ့စားသုံးသူတွေကိုအခက်ခံနေပါတယ်။တရုတ်တဲ့ကွဲတရားနဲ့ရဲ့အန်အော်မှာချီယိုကသူတို့လက်ဝတ်ဖို့အကြံပေးရကြောင်းအဟန်စိတ်တူလာပါတယ်။ချီယိုရဲ့အပြုမှုစကားတွေကအန်အော်ပို့ပြီးတော့ဒေါသထွက်စေပြီးမှတတိတိဒီနေရာနဲ့အသားကျလာတာကြောင့်အဟန်ချီယိုစားသောက်သမျှကိုတီးခံလိုက်ပါတယ်။ဆိုင်ကဲအုပ်တို့တန်းတဲ့ရှူဒီနဲ့ကိုတို့ကရန်သူတွေကိုတိုက်ခိုက်တဲ့အချိန်အရင်တစ်ခေါက်ကလို့ပြစ်မှတ်တွေလွင်မတော့ရန်နေတဲ့တပ်သားထိုင်ကိုအပြင်းထန်လေ့ကျင့်နေပါတယ်။အဲ့ဒီချိန်စာတူနာရောက်လာပြီနောက်တစ်ပတ်နေခရီးထွက်เสียရှိရကြောင်းအောက်ခရကိုစန်းနာမှာသူ့အစားလက်ထောက်သွားလုပ်ပေးဖို့ပြောပါတယ်ဒီစကားကအောက်ခရကိုစဲရဲ့အမိဖြစ်တာကြောင့်ကိုတို့ကသွားရမှာဖြစ်ပါတယ်ဒေါက်တာတာမူရာသူမရဲ့လူနာနဲ့ခွဲဆက်ဖို့ပြင်နေရဲ့ချိန်ဒေါက်တာဆရာဝန်တူကထို operation ကိုသူကလောအမဲ့တောက်ဝဲရထားတဲ့အကြောင်းဒေါက်တာတာမူရာကိုလှောင်ညော်လိုက်ပါတယ်သူမကိုအထင်သေးသေးလို့ဆက်ဆံခံလိုက်ရတာကြောင့်ဒေါက်တာတာမူရာဒေါသထွက်နေပြီထိုဖြစ်ဖြစ်ကိုကာဆာရီရဲ့ချိန်နဲ့နေပါတယ်ယူဇာတယောက်ရဲ့မချီမငံဆက်ဆံတာကိုခံနေရတဲ့အန်ချီကိုတီးခံရတာတနေ့နဲ့တနေ့ပို့ပြီးတော့ပြင်ပန်းလာပါတယ်ဒါပေမဲ့အန်ကိုဆက်ဆက်နေတဲ့ချီရွဲပုံစံတစ်ဖက်သားကိုထိရိုက်စေချင်လို့မဟုတ်ပဲလူသားတရားလိုဆက်ဆက်မျိုးစားဖြစ်တဲ့ကြောင့် AEG ကရှင်းပြနေပါတယ်အန်အတွက်နောက်ထပ်ဒေါသထွက်စရာတစ်ခုကဒီလောက်ထိအဓိကဒင်္ဂါတရားတွေကိုရှာနေပေမဲ့သူ့ရဲ့ကိုယ်ပိုင်ဒင်္ဂါတရားနှစ်ခုကိုတောက်တွေ့ပြီးတယောက်နဲ့ရဲ့ခုနှစ်ခုအတွက်လည်းစိတ်တိုင်းမကျဖြစ်နေပါတယ်လူနိုင်ရဲ့သမီးဖြစ်သူကဒေါက်တာတာမူရဲ့ကျွမ်းကျင်မှုကိုယုံကြည်ရကြောင်းသူမရဲ့ဖေကိုခွဲစိတ်ပေးဖို့ကိုယ်တိုင်လာရောက်တောင်းဆိုနေရကြောင်းခွဲစိတ်ခွင့်မပေးတဲ့ဆေးရုံအုပ်ကြီးကိုပို့ပြီးတော့ဒေါသထွက်နေပါတယ်ဆေးရုံအုပ်ကအခုလိုထပ်ပြီးတော့တောင်းကျမ်းနေမယ်ဆိုရင်နောက်ထပ်လူနာတွေကိုပါခွဲစိတ်ခွင့်မပေးတော့ဘူးလို့ပြောတာကြောင့်ဒေါက်တာတာမူရာကလက်လျှော့လိုက်ပါတယ်ခွဲစိတ်ရတာကိုသဘောကျတဲ့ဒေါက်တာတာမူရာရဲ့ဆေးဆန္ဒကိုဖြည့်ဆည်းပေးဖို့ကာဆာရီကရောက်လာခဲ့ပြီးယာမီတကောင်ကိုရဖို့အတွက်စေတင်ကတရားကိုထည့်လိုက်ပါတယ်ကာဆာရီရဲ့စေတင်ကတရားဆွမ်းကြောင့်ဒေါက်တာတာမူရာကဘသူ့ကူညီမှမလို့ပဲလူနာကိုအောင်ညီခွဲစိတ်နိုင်ခဲ့ပါတယ်သူမရဲ့စိတ်ကိုအလိုလိုက်မှုကြောင့်ကာဆာရီစီစဉ်ထားသလိုယာမီကပို့ပြီးတော့ကြီးထွားလာနေပါတယ်ယာမီထွက်လာတော့တတိထားမိရဲ့AEG ကိုချက်ချင်းလို့ပြီးယာမီစီကစေတင်ကတရားကိုယူဖို့လုပ်ပါတယ်ဒါပေမဲ့ AEG တို့သွားတဲ့လမ်းမှာယာမီတူတွေကဝင်နောက်ရှက်နေကြကြောင်းထိုမကောင်းဆိုးဝါးတွေကိုအရင်တိုက်ခိုက်ဖို့ပြောပါတယ်ယာမီတူတွေကအစိတ်တွေစွမ်းအားကြီးရမှုပဲမဲ့ကာမရိုက်တာတိုက်ခိုက်တဲ့ညကိုတော့ခံနိုင်ရှိနေပါတယ်အားဒါကြောင့်ယာမီတူတွေကိုအပြည့်ရှိမှုကာမရိုက်တာရဲ့ခေါင်းမရှိရဲ့ဂျိုရဲ့ဖတ်ဝါကိုအဟန်သုံးခိုင်းလိုက်ပါတယ်
ထိုပါဝါယာမီအားလုံးကိုဓာတ်လိုက်သွားစေပြီးအေးကြီးကိုယ်တိုင်ကလည်းဓာတ်လိုက်သလိုဖြစ်သွားပါတယ်ယာမီတူးတွေကိုဆယ်တင်ကကြားတဝက်စီနဲ့ဖန်တီးထားတာကြောင့်သူတို့ရဲ့စီစဉ်ကိုနှောင့်နှေးအောင်တမင်လုပ်တဲ့ဆိုတော့အန်သဘောပေါက်သွားပါတယ်အစိမ်းရောင်ကမင်းကအခုလိုစုံစုံတက်တက်နေရတဲ့ဘွားကနေတက်ဖို့ဆိုရင်အန်ကာဆာရီလို့လူသားပုတ်ဆက်နဲ့အသားကျဖို့လိုတာကြောင့်မီဇူကိုပြောပါတယ်တစ်ဖက်မှာလည်းခွဲစိတ်တဲ့နေရာမှာဆရာတဆူဖြစ်နေတယ်ဒေါက်တာတာမူရဲ့အကြောင်းဟိုလေးတဲ့ချော်ဖြစ်နေပြီဒီဆေးရုံကိုရောက်လာရင်သူမနဲ့မှမကူပါဘူးဆိုရင်ခွဲစိတ်မှုကိုမခံယူနေတဲ့လူနာတွေကညားလာပါတယ်ထိုဆေးရုံနေရာမှာယာမီရရှိနေရကြောင်းအန်ဒိုဆိုတိုတိုက်ခိုက်ဖို့ပြင်ပါတယ်လူတွေညာရှိနေတဲ့အချိန်မှာဒီလိုမျိုးတိုက်ခိုက်မှုတွေအားလုံးကိုဒုက္ခရောက်စေနိုင်ကြောင်းအေးကြီးကဓာတ်လိုက်ပါတယ်အားဒါကြောင့်ခန္ဓာကိုယ်ပါရှင်ဖြစ်တဲ့ရှင်းကိုထိုဆေးရုံမှာကုသမှုခံယူခဲ့တာကိုအကြောင်းကြပြီးအစာအုပ်တွေကိုဝင်မှုပြင်ပါတယ်ဒေါက်တာတာမူရာနဲ့မှမဟုတ်ရင်ခွဲစိတ်မှုမခံယူတဲ့လူနာတွေကြောင့်ဆီယာဝင်တွေကထူးဆန်းနေကြပြီးညားလာတဲ့လူနာတွေကိုစတိုက်ခွဲစိတ်ပေးဖို့လည်းဒေါက်တာတာမူရာပြင်ဆင်နေပါတယ်စာဒိုနာပေးခဲ့တဲ့ဥက္ခရာရဲ့လက်ထောက်ဖြစ်ယာယီတာဝန်ကိုဂိုတိုကငင်းဆန့်ခံပြီးယာမီတွေကိုတိုက်ခိုက်ဖို့သာအာရုံစိုက်နေရကြောင်းကိုဦးစရဂိုတိုကိုစိတ်တူနေပါတယ်ဟိနာနဲ့အေးကြီးတို့ကအန်ဝန်လူနာထိဟန်ဆောင်ခိုင်းလိုက်ပြီးဆေးရုံတွေကိုဝင်ကယာမီကိုလိုက်ရှာပါတယ်ဆေးရုံအုပ်ကဒေါက်တာတာမူရာရဲ့ခွဲစိတ်လုပ်တာအတွေ့အကြုံနေသေးရကြောင်းအခုလိုတွေဇာတ်တိုက်တွေလုံးနေမယ်ဆိုရင်အမားတွေဖြစ်သွားမှာကိုစိုးရိမ်နေပါတယ်ဒီဇက်ကသူ့ရဲ့ကျွမ်းကျင်မှုကိုအသိမဲ့မနှုတ်ချင်တာသူ့ကိုမနာလိုဖြစ်နေရတော့ဒေါက်တာတာမူရာထင်နေပါတယ်အဲ့ဒီချိန်တာမူရာရဲ့ခွဲစိတ်ခြင်းနဲ့လောဘတက်လာတာနဲ့တူယာမီရဲ့ခန္ဓာကိုယ်တစ်စိမ့်စပိုင်းကထွက်လာပြီးဆေးရုံအုပ်ကြီးကိုတိုက်ခိုက်လိုက်ပါတယ်အေးကြီးကထိုးတိုက်ခိုက်မှုကိုအချိန်မီတားလိုက်နိုင်ပြီးဆီယာဝင်ယာမီရဲ့လက်ထဲကနေထွက်ပြေးနေရပါတယ်အဲ့လိုမျိုးယာမီကိုတိုက်ခိုက်ဖို့ဆေးရုံထဲကိုလူနာကြီးဟန်ဆောင်ပြီးဝင်လာတဲ့ဂိုတိုနဲ့တွေ့နေရကြောင်းနှစ်ယောက်သမားရန်ဖြစ်နေပါတယ်ဟိနာကရံမထင်းအောင်တားနေရကြောင်းအန်ရဲ့လက်တစ်ဖက်ကကျိုးထက်သွားပြီးဂိုတိုကိုလည်းလက်သီးနဲ့ထုံးမိသွားကြောင်းဂိုတိုကမေလဲသွားပြီးအန်ရဲ့လက်မရှိရတဲ့ရှင်းကိုကလည်းမေလဲသွားပါတယ်အေးကြီးနဲ့ယာမီတို့တိုက်ခိုက်နေတဲ့နေရာကိုအန်ရောက်လာခဲ့ပြီးယာမီတို့အကျက်ရှင်းမှုကာမရိုင်းတာဖုန်းကိုရောက်ခိုင်းလိုက်ပါတယ်ဒေါက်တာတာမူရာစီကနေထွက်လာတဲ့ယာမီကခွဲစိတ်တင်တဲ့စိတ်ကနေဖြစ်ပေါ်လာတာကြောင့်လက်နက်တရအသင့်ပါနေပြီးကာမရိုင်းတာဦးကအားရကြောင့်တိုင်ပတ်နေပါတယ်အေးကြီးလည်းအမဲရောက်ကမဲရဲ့မက်တယ်ကွန်ဘိုကိုသုံးလိုက်ပြီးယာမီမကောင်းဆိုးအောင်ဆုံးမနေပါတယ်ကာမရိုင်းတာဦးကမက်တယ်ကွန်ဘိုရဲ့ဘဝစကန်နီဖီနီနဲ့ဆုံးသက်ဖို့လုပ်နေတဲ့အချိန်တာမူရာဂျာနီယာနဲ့ရောက်လာတာကြောင့်ယာမီကနောက်တစ်ချိန်တာမူရာရဲ့ကိုယ်လေးကိုဝင်လာပါတယ်တာမူရာရဲ့ခန္ဓာကိုယ်ကိုနောက်တစ်ချိန်နေရသွားတဲ့ယာမီကကာမရိုင်းတာဦးရဲ့လက်ကနေလွတ်အောင်ထပ်တီးသွားပါတယ်တိုက်ခိုက်မှုတွေပြီးသွားတဲ့အခါမှာရှင်းကိုရဲ့ခန္ဓာကိုယ်ကနေထွက်လာတာကြားပြီးဆိုတော့အေးကြီးကသတိထားမှုသွားပြီးအညံ့ညံ့သွားဖို့ပြောပါတယ်တစ်ဖက်မှာရဲ့လက်မရှိရတဲ့ရှင်းကိုအသက်လူပြီးရှင်းတန်နေရပါတယ်ထွက်သွားတဲ့ရှင်းကိုရဲ့ခန္ဓာကိုယ်ကနှလုံးကုန်လုံးနေရလဲနှင်းလာပြီးတတိတရန်လာဖို့ဆီယာမင်းကြီးကအစွမ်းကုန်ကြိုးစားနေရပါတယ်ဒေါက်တာတာမူရာစီကနေပေါ်လာခဲ့တဲ့ဘာမှမသိတဲ့ရောက်ဆေးရုံအုပ်ကစဉ်းစားခန့်နေပြီးသူရဲ့နှလုံးရောဂါကလည်းအမောဖောက်လာပါတယ်ထွက်သွားတဲ့ချိန်ကကြာတာကြောင့်ရှင်းကိုရဲ့ချိန်ကြီးကပိုဆိုးလာပြီးနှလုံးကုန်မို့လျှက်စစ်ရှော့တိုက်တဲ့အရာကိုပါသုံးလာရပါတယ်အချိန်မီရောက်မလာရင်ဟိနာရဲ့ကိုရှင်းကိုကတရားတော့မှကြောင့်အေးကြီးကအန်ကိုတောက်ခေါ်ရပါတယ်အေးကြီးကအန်ကိုတောက်ခေါ်တဲ့လမ်းမှာဆေးရုံအုပ်နဲ့တွေ့နေကြပြီး KPI ရဲ့အတွက်ကျေးဇူးတင်နေကြောင်းနဲ့သူတို့တွေ့ခဲ့တဲ့ຢာဘာလဲလို့အေးကြီးကိုမေးပါတယ်ထိုຢာဒေါက်တာတာမူရာရဲ့ခွဲစိတ်ခြင်းတဲ့စိတ်ကနေဖြစ်ပေါ်လာတဲ့မကောင်းဆိုးဝါးဖြစ်တဲ့အကြောင်းအေးကြီးကပြောပါတယ်ဒေါက်တာတာမူရာရဲ့မတည်နေသေးတဲ့စိတ်ခွဲစိတ်မှုမှာတွေးကြုံနေသေးတဲ့ကိစ္စကြောင့်ဆေးရုံအုပ်ကခွဲစိတ်မှုတွေကိုမလုပ်ခိုင်းသေးရဖြစ်ပေမဲ့အခုဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုကိုတည်ရှိရလို့ခံစားနေရပါတယ်အေးကြီးကဘာမှစမဘူးနဲ့ဒေါက်တာကိုတွေးချဖို့ကြံခေါ်လာခဲ့ပါမယ်ဆိုတဲ့စကားနဲ့တူထွက်သွားပါတယ်အန်နဲ့ယာမီကိုရှာဖို့ဆိုရင်သူတယောက်နဲ့မထင်နိုင်တာကြောင့်ချော်ရည်ဆက်ကိုအသုံးပြုပြီးစိတ်ရုပ်ချော်ရည်ဘူးတွေနဲ့အန်ကိုရှာပါတယ်ဆရာဝန်တွေကရှင်းမို့ရဲ့တက်ကိုကဲဖို့ဆွမ်းကိုစူးစမ်းနေကြပေမဲ့အချင်းနဲ့ဆိုးလာပိတာဖြစ်တဲ့ခန္ဓာကိုယ်ဒီတဲ့ပုံပြီးထိမရတဲ့အကြောင်းဝမ်းနဲ့စွာနဲ့ဟိနာကိုပြောပါတယ်တစ်ဖက်မှာသူ့ကိုလာဟောင်းနေတဲ့ခွေးကိုရန်သူတယောက်လိုစားမဲ့ဝါမဲ့ရဖြစ်နေတဲ့အချိန်ခွေးပေါက်ရှင်ကောင်လေးကရောက်လာပြီးသူ့ရဲ့ခွေးကိုလာခေါ်သွားပါတယ်အောက်မနေအနေရဲ့ညာအကြောင်းတစ်ပတ်မော်တက်လိုက်ပါတယ်လှုပ်ချင်ရလို့ထင်ရဆိုင်မေးအငဲတောင်းမှတတ်တဲ့ကိုတို့ကဒီချိန်မှလည်းကိုဦးဆဲကိုဒုံးဆန်လိုက်တောင်းမှန်နေရပါတယ်အစင်းရောက်ဥပါနဲ့မီဆူတို့ကဖန်နေကြတဲ့ယာမီဒီတဲ့ပေါ်ပြီးစေတင်ကညာတွေစူးချင်ရအောင်ခါမရိုက်တာတွေကိုယာမီတူးနဲ့ထောက်ရှက်ဖို့ပြင်ပါတယ်ခွဲစိတ်ဖို့ကိုစောလုံးနေတဲ့ထောက်တာတာမူတာခွေးတို့ကရတဲ့ကောင်လေးကိုခွဲစိတ်ဖို့ပြင်နေရဲ့ချိန်စေတင်ကညာရဲ့ယူမဲ့ကြံနဲ့ဝင်ထားပါတယ်ကျန်နေသေးရဲ့ဂွေးတွေလို့တီးသေးဆုံးတဲ့ခန္ဓာကိုယ်မရှိသေးရဲ့အကြောင်းယာမီရဲ့တိုက်ခိုက်ခြင်းကိုသာခံနေရပြီအဲ့ဒီချိန်အေးကြီးနဲ့တူဆေးရုံကရောက်လာပါတယ်အေးကြီးကယာမီကိုတာဝေယူမှဖြစ်လို့မရှိရင်တေတော်မဲ့ရှင်းကိုရဲ့ချင်းတွေကိုတွတ်ပြပြီးအညံသွားခိုင်းနေပါတယ်အဲ့ဒီနောက်ယာမီကဒေါက်တာတာမူတာကိုအစားပိုးတဲ့ဖာတီလို့ဝါညိုလိုက်ပြီးခါမိုင်းတာအိုးကိုတိုက်ခိုက်ပါတယ်မရှိရဲ့ရှင်းကိုကနောက်ဆုံးတေတော်မဲ့ချိန်မှာဟိနာကသူမကိုတဲ့ဝမ်းနဲ့နေပါတယ်အဲ့ဒီချိန်ရှင်းကိုရဲ့ခန္ဓာကိုယ်တွေကိုပြန်ဝင်လာပြီးနောက်ဆုံးရင်သူ့ရဲ့လက်ကိုကြမ်းကြမ်းနဲ့မကင်ဘူးဟိနာကိုပြောပါတယ်ခါမိုင်းတာအိုးကယာမီကိုစကန်နီဖီနီပါဝါနဲ့အကျက်ရှင်းလို့ရတာဆိုပေမဲ့အတွင်းမှာရှိတဲ့ဒေါက်တာတာမူတာကိုကယ်ဖို့ကလည်းအရေးကြီးနေပြန်ပါတယ်အဲ့ဒါကြောင့်အငြင်းပါဝါကိုသုံးလိုက်ပြီးယာမီကိုစတိုက်ကန်တွေကအတွင်းမှာရှိတဲ့ဒေါက်တာတာမူတာကိုကယ်နိုင်ခဲ့ပါတယ်တာမူတာကိစ္စညာကိစ္စတွေကိုမယုံကြည်နိုင်ဖြစ်နေပြီးသူတို့ရဲ့ဆရာထူးဆန်းတဲ့ထီးရဲ့တဲ့ကြောင့်တလုံးမဖောက်သွားတဲ့အကြောင်းနဲ့အရေးပေါ်အခြေအနေဖြစ်နေရလို့အေးကြီးကပြောပါတယ်ဈေးအိုဆိုတာကတာမူတာရဲ့ဆရာဖြစ်တယ်လို့အဖေလေးဟုတ်တာကြောင့်စိုးရိမ်မှုတွေကပိုပြီးတော့တိုးလာပါတယ်ဈေးအိုကအရေးပေါ်ခွဲစိတ်ရမှာကြောင့်ထူတာဝင်ကိုတမိဖြစ်သူတာမူတာကိုပေးလိုက်ပါတယ်
ခွဲစိတ်မှုရဲ့စီကံရဆွေညိုသားချင်းဖြစ်နေမယ်ဆိုရင်ထို operation ကိုကိုယ်တိုင်မလုပ်ရပဲတခြားဆရာဝန်တယောက်ကိုလုပ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ဆေးရုံကသမီးတယောက်သူကိုပို့ပြီးယုံကြည်မှုရှိလာအောင်အသက်နဲ့ရင်းပြီးလေ့ကျင့်ပေးနေတာဖြစ်ပါတယ်တစ်ဖက်မှာကာမိုင်းတာအိုကရာမီတဲ့ကာဆာရီကိုပါတိုက်ခိုက်နေရပြီသူ့ကိုနိုင်မဲ့ကိုမိုကလည်းမရှိသေးရကြောင်းရှုံးနေနေပါတယ်နောက်ဆုံးကာဆာရီရဲ့မယမနာတိုက်ခိုက်မှုကြောင့်ကာမိုင်းတာအိုရဲ့အဓိကဒင်္ဂါတရားနှစ်ခုကိုဆုံးရှုံးလိုက်ရပြီအဲဒီကြီးကလူဖောင်းကိုတင်ကြောင်းသွားပါတယ်အဲ့ဒီချိန်အချိန်မရောက်လာတာကြောင့်နောက်ထပ်ဒင်္ဂါတရားနှစ်ခုနဲ့တူကာမိုင်းတာအိုဖောင်းကိုကြောင်းလိုက်ပြီးကာဆာရီကိုတိုက်ခိုက်ပါတယ်လည်း over fanita နဲ့ယာမီတူတွေကိုရှိသမျှအားနဲ့တိုက်ခိုက်ပါတယ်ဒေါက်တာတာမူတာသူမပေါ်ယုံကြည်မှုတည်းရှိရဲ့ဖားခင်ဖြစ်သူရဲ့စေတနာကိုနားလည်ကယုံကြည်အားကိုးရတဲ့ဆရာဝန်ကောင်းတယောက်ထိအောင်ခွဲစိတ်မှုကိုစတင်လိုက်ပါတယ်နဲ့ကာမိုင်းတာအိုဘက်ကနေကိုတိုကလည်းတိုက်ခိုက်ပေးနေပြီးနောက်ဆုံးကာမိုင်းတာအိုကယာမီကို Travel Scanning Finish Power နဲ့ဆုံးသတ်လိုက်ပါတယ်တယောက်တည်းဖြစ်သွားတဲ့ဂရီကကာမိုင်းတာအိုကိုတိုက်ခိုက်ဖို့ကိုလက်လျှော့လိုက်ပြီးနောက်တစ်ချိန်တော့ပြင်ဆင်ထားဖို့ဆိုတယောက်ကထွက်သွားပါတယ်ကာဆာရီရဲ့အဓိကဒင်္ဂါတရားနှစ်ခုပါသွားတာကြောင့်စိတ်တွနေပေမဲ့အခုလိုမျိုးပါသွားတာအချိန်မရောက်မလာတဲ့အန်ရပြလို့တယောက်နဲ့တယောက်အတိတ်နေပါတယ်တစ်ဖက်မှာအဖေကျေးသူကိုအောင်နေနဲ့ခွဲစိတ်ပေးနိုင်အောင်တာမှကအငြင်းမဲ့ရအောင်ကူညီပေးခဲ့တဲ့ AAG ကိုတာမူရာကျေးဇူးတင်နေပါတယ်မီစုဘယ်သူမှမသိအောင်မွေးထားတဲ့ယာမီတွေကတတိတိတိုးပွားလာနေရကြောင်းရလာတဲ့ setting ကရားတွေကိုကိုမိုရဆိုဆုံးရှုံးထားတဲ့ဂါမင်းကစားတော့လိုက်ပါတယ်တစ်ဖက်မှာဒေါက်တာမာကီကကာမိုင်းတာအိုလို့ဆွမ်းအားရနိုင်မယ်နောက်ထပ်ကာမိုင်းတာတကောင်ကိုတည်ထွင်လို့ပြီးတော့မှဖြစ်ပါတယ်ဒါကတော့ကာမိုင်းတာအိုအပိုင်း73နဲ့74ဖြစ်ပြီးနောက်လာမယ့်ပိုင်းတွေကိုနောက်နေ့မှဆက်တင်ပေးမှဖြစ်လို့အားပေးကြပါဦး